Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa အားလုံးပဲမင်္ဂလာပါဗျာအင်းကကျောင်းအက်တီဗီတီတွေကလည်းခဏရှိနေတော့ဒီလိုတွေကြိုမသိတဲ့အရာတွေတချို့ဟာတွေကဖြစ်နေတော့အင်းပြတ်တောင်းဖြစ်နေတာပေါ့ဗျာအဲဒီတော့ရှေ့မှာဒီလိုဆရာတော်တွေဆရာတော်ဦးနေမင်းဆရာတော်ဦးဇနကဆရာတော်ဦးဝိစိတ်တဆရာတော်ဦးတော်မ research နဲ့ပတ်သက်ပြီးတော့သူတို့ကတော့ experience ကိုအခြေခံတဲ့အချို့ theory တွေပြောလိုက်မယ်ဒီလိုတော့တခုရှိတာတွေတော့ short term course ဖြစ်တယ် intensive course တွေဖြစ်တယ်ဒါကလည်း practice ကမရှိဘူးဒီလိုလေ practice ကမရှိဘူး practice ကကိုယ်တိုင်လုပ်ရမှာလိုအတွက် practice ကတန်းဖြစ်လဲဆိုလို့ရှိရင်အခု proposal ရေးနေတဲ့ကျောင်းသားတွေလို့ proposal ရေးဖို့ပြင်နေတဲ့ကျောင်းသားတွေခေါင်းစဉ်တွေရွေးနေတဲ့ကျောင်းသားတွေဒီလိုကျောင်းသားတွေဆိုရင်တော့ချက်ချင်းဒီလို practice လုပ်လို့ရတော့ဟုတ်ပြီဒီလိုတက္ကသိုလ်မှာ research culture ရှိသူတွေနာယဉ်ကျေးမှုလို့ပဲပြောသူတွေနာဒလေးလို့ပဲပြောဌာနတွေကအများကြီးဖြစ်တယ်ဒီလို MBSC ရှိတယ် education ရှိတယ် humanity ရှိတယ်ဘုရားဌာနက BA ပဲ undergraduate တွေပဲရှိလို့ social science ရှိတယ်အဲ့မှာလည်းဒီလိုမြန်မာတွေတက်တာလဲလို့ပေါ့အဲ့တော့ဘယ်ဌာနပဲဖြစ်ဖြစ်သူ့ဌာနနဲ့သူကာချာလေးတွေရှိကြတယ်အဲ့ဒီကာချာကိုဒီလိုကနားလည်လို့ရှိရင်သူတွေနားလို့ရတဲ့အခါမှာအချို့အခက်အခဲလေးတွေမရှိဘူးပေါ့ဗျာနော်အခက်အခဲမရှိဘူးတော့မဟုတ်အချို့အခက်အခဲလေးတွေအဆင်ပြေတာပေါ့ဘာလို့လဲဆိုလို့ရှိရင်သူတွေနာဆိုတဲ့မျိုးကရှင်ပြတို့ grammar တွေလေ့လာတယ်လို့ပဲအင်္ဂလိပ် grammar လေ့လာတယ်လို့ပဲအင်္ဂလိပ် grammar လေ့လာတဲ့အခါမှာဟိုစာအုပ်ကကောင်းတယ်ဒီစာအုပ်ကကောင်းတယ်နဲ့အင်္ဂလိပ် grammar စာအုပ်တွေအများကြီးဟုတ်လားအများကြီးပဲ Cambridge ကထုတ်တာရှိတယ် Oxford ကထုတ်တာရှိတယ်အများကြီးလေ့လာစိတ်ဝင်စားလို့ grammar စာအုပ်ဝယ်လို့ရှိရင်စာအုပ်အကုန်လိုက်ကြည့်ဖြစ် grammar စာအုပ်တွေကလေအဲ့ဒီအတိုင်းပဲဒီသုတေသနစာအုပ်ကလည်းအဲ့တိုင်ပဲဦးဇင်းတို့အင်္ဂလိပ်လိုရေးထားတဲ့သုတေသနစာအုပ်တွေလည်းအများကြီး research methodology ဆိုတဲ့ခေါင်းစဉ်နဲ့မြန်မာလိုရေးထားတဲ့စာအုပ်တွေလည်းပဲအများကြီးပဲအဲ့အများကြီးဖတ်ဖို့လိုလားဆိုရင်တော့လိုလားအများကြီးဖတ်ဖို့လိုလားလိုရလားမလိုလားမလိုဘူးရတကယ်လေပြန်သင်ပေးမယ်လို့ဆိုရင်တော့လိုတယ်အများကြီးဖတ်ဖို့လိုတယ်ပြန်သင်ပေးမယ်လို့ဆိုရင်အများကြီးဖတ်ဖို့လိုတယ်ဒီလိုတော့ဆိုင်ရာကျမ်းလေးပဲပြုစုဖို့ဆိုရင်အများကြီးမလိုဘူးအကုန်လုံးလိုက်ဖတ်နေကြမလို့သို့တော့အရေးကြီးတာကဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီတက္ကသိုလ်ရဲ့ manual book ဆိုတာရှိတယ်ဘယ်တက္ကသိုလ်ပဲဖြစ်ဖြစ်ရှိနေမယ်အဲ့ဒီစာအုပ်ကအရေးကြီးဆုံးပဲဒီလိုတော့ကလေအခြားစာအုပ်တွေကိုတို့ဖတ်လိုက်မယ်ဒီလိုနဲ့ရင်းနှီးတဲ့ရွှေလင်းရဲ့စာအုပ်တွေတို့ပါတယ်ဖတ်မှာပေါ့တခြားဆရာတွေရဲ့စာအုပ်တွေဖတ်မှာဒါပေမဲ့နေနေတာပါလေ manual စာအုပ်ကိုမဖတ်မကြည့်ဘူးဒီလိုကြည့်ရမှာဘာလို့လဲဆိုတခုခုဖြစ်လာပြီဆိုရင်အဲ့ဒီစာအုပ်တွေပဲဒီလိုတော့ပြောရဆိုရတာစာအုပ်ကဘယ်လိုပဲနားလဲလို့ခက်တယ်ပဲပြောမပြည့်စုံဘူးပြောအဲ့စာအုပ်ကဘာလို့လဲတက္ကသိုလ်ကပြဋ္ဌာန်းပြီးတော့ပေးထားတဲ့စာအုပ်လို့သူက Thai version နဲ့တစ်ခုရှိတယ် English version နှစ်ခုရှိတယ်အဲ့ဒီမှာနည်းနည်းလေးတွေပဲ꿰တယ် education နဲ့ humanity မှာကျတော့ပြီးတော့ citation တွေလုပ်တဲ့အခါမှာ italics ကိုမသုံးဘဲနဲ့ဘိုးသုံးတာပေါ့ဟုတ်တော့မလားဘိုးသုံးတာလေ
IBS ဘက်ကကြပြီးတော့ ITLS လောက်တာအဲ့လောက်လေးကွဲတာတို့ပေါင်ကွဲတာတို့အချို့ကွဲတာလေးပဲရှိတယ်ဒါပေမဲ့ကျန်တာကတပြီးတော့အကုန်အတူတူပဲဒီတက်ကတော်လုံးတူတာအဲ့တခုပဲရှိတယ်ကျန်တာကတပြီးတော့မတူအဲ့တော့ဒီပြီးတော့အခုစဉ်းစားတာက10ရက်ပေါ့ဗျာအဲ့ဒီ10ရက်အတွင်းမှာဒီ format တွေနဲ့ပတ်သက်ပြီးတော့တက်နိုင်သမျှဒီလိုလေးလာကြမှာပေါ့အခုရှိတာလေရှေ့ရသွားတိုင်းလည်းဒါမရဘူးပြနောက်ကမှီအောင်လိုက်ပါလေရှေ့ရကြီးဆွတ်သွားခြင်းလို့မရဘူးနောက်ကမမှီရင်လည်းမဖြစ်ဘူးဒီလိုတနေ့လေးလာလိုက်တဲ့ဟာကိုပြန်ပြီးတော့လေ့ကျင့်ပြကိုခန့်ရောက်ရင်2ခါလောက်တောင်မှ3ခါလောက်လေ့ကျင့်ပါဗျာများနိုင်နေကောင်းတယ်ပဲတစ်ခါတည်းမှတ်မိရင်ပိုကောင်းတယ်မဟုတ်လို့ရှိရင်မေ့တာခဏနဲ့တန်းမေ့တာအဲ့တော့သုသေနာစာအုပ်တွေလည်းအများကြီးရှိတယ်အဲ့တော့ဒီလိုတော့နံပါတ်1တော့ဒီလိုဒီ course outline မှာပါတဲ့အတိုင်းပဲstructure လေးအရင်လေ့လာကြည့်အောင် structure လေးကိုအရင်လေ့လာကြည့်အောင်ဒီလိုတော့တက္ကသိုလ်မှာသုတေသနလုပ်တဲ့နည်းစနစ်ကအကျမ်းပြအဖြစ်2မျိုးရှိတာပေါ့နော်ရှင်တို့ပထမနေ့တည်းလည်းကြားဘူးသားပဲတစ်ခုက qualitative research နဲ့တစ်ခုကquantitative research ကျောင်းသားတွေဒါရက်ခဏခဏကြားတယ်ဘာမှမသိဘူးခဏခဏကြားသုတေသနဆိုတာဗါလဲခဏခဏကြားမှာကောင်းတာဗျာနော်တစ်ခါတက်ရုံနဲ့တို့နှစ်ခါတက်ရုံနဲ့တို့ရန်နားလေသွားတဲ့ဘာသာရေးမျိုးတွေမှာဒါမပါဘူးဒီကောင်ခဏခဏတက်ခဏခဏနားထောင်ရုံနဲ့မကောက်ကိုယ်တိုင်လုံးမှအဲ့ခက်ခဲတွေ့အဲ့ဒါမှနားလေပြီးတော့လုံးတက်သွားတော့ဗျာအဲ့တော့ qualitative research ကဒီလိုသူသဖြင့် IBS ကျောင်းသားတွေပဲလောက်ကြတယ် humanity မှာလည်းရှိမှာပေါ့ဗျာ education ကျောင်းသားတွေကအဲ့ဒါကိုထည့်ပြီးတော့စဉ်းစားကြရမလို့ qualitative research education မှာ qualitative research မလုပ်ဘူးလားလို့လေအဲ့လိုပုံသေးမမှတ်နဲ့တော့ဗျာဒီလိုလိုတက္ကသိုလ်ရဲ့ education က teaching English program ဖြစ်နေလို့မို့နော်ဒေါက်တာတန်းနေဆိုလို့ရှိရင်ဒီလို PhD ဘွဲ့မပေးဘူးသူတို့ EDD ပေးတာလေ EDD နဲ့ PhD ကမတူဘူးဗျသိလား EDD နဲ့ PhD ကမတူဘူးဘာမတူပါလဲတော့ဆရာတော်ဝိစိတ်ကမေးပြီးတော့ EDD နဲ့ PhD ကမတူဘူးဦးဇင်းတို့က education က teaching English ဖြစ်တဲ့အတွက် classroom ထဲမှာရှိတဲ့ပြဿနာတွေဖြေရှင်းမှုပဲလုပ်အောင်ပါရှား theory တွေပါလိုက်တည်ဆောက်နေကြလို့ educational psychology တွေတွားပြီးလေ့လာနေကြအဲ့လောက်ကြီးမလိုဘူးပေါ့ဗျာနော်အဲ့ဒါကြောင့်မို့သူကဒီကျောင်းအတွက်ဆိုရင် qualitative research ကိုစဉ်းစားစရာမလိုဘူးပေါ့ education ကျောင်းသားတွေကအဲ့ဒီမှာဒီလိုအများဆုံးခက်ခဲလေးရှိတာ IBS ကျောင်းသားတွေ qualitative research မှာstructure ကပြီးတော့2မျိုးရှိနေတာဟောညာstructure 2မျိုးရှိနေတော့သူတို့လေ့လာတဲ့အခါမှာခက်ခဲရှိတယ်ပထမတစ်မျိုးကဒီလို qualitative research ကို documentary research ဆိုပြီးတော့ရေးရတယ်ပေါ့ဗျာအထူးသဖြင့်တော့ MBS က MA ကျောင်းသားတွေပဲခွင့်ပြုတော့တာပေါ့ဗျာ PhD ကျောင်းသားတွေခွင့်မပြုတော့ဘူးအဲ့ဒီ documentary research ကိုလေ PhD ကျောင်းသားတွေကခွင့်မပြုတော့ဘူးဒီလို chapter 1အတူတူပဲchapter 2မှာ related concept theory and research work ပြီးတဲ့အခါမှာဒီလို chapter 3က research methodology ဆိုအဲ့ဒီနည်းစနစ်နဲ့ပဲ PhD ကျောင်းသားတွေကိုခွင့်ပြုပြီးတော့ MA ကျောင်းသားတွေတော့ documentary research ကိုဒီလိုခွင့်ပြုနေတယ်အဲဒါကြောင့်မလို့ objective 1က chapter 2လို့ objective 2က chapter 3လို့ objective 3က chapter 4လို့ဆိုတာဟို MBS MA ကျောင်းသားတွေပဲရေးတာများတယ်ပေါ့ဗျာ PhD ကျောင်းသားတွေခုနောက်ပိုင်းအဲ့ဒါကိုခွင့်မပြုတော့ဘူးရှေ့ကချမ်းတွေကတော့အဲ့ဒီပုံစံတိုင်းရေးတယ်ဒီလိုတော့အခု field research ပါတဲ့ဒီကောင်ဒီဘက်က research design ဒီ structure ဆိုရင်ဒါဒီလိုတော့ PhD ကျောင်းသားတွေဆိုရင်ဒီ design ပဲဒီလိုတော့သုံးရတာပေါ့ဗျာအဲ့တော့ဒီလိုတော့ကဒီတချို့အရာတွေကဒီလိုလွတ်ရနေရမှာဗျာတ
ချို့ຢာတွေကလွတ်ရနေမှာဆိုတော့ဒီ chapter 1မှာဘာတွေပါလဲဆိုတော့ဒီလိုအကုန်လွတ်ရနေရမယ်chapter 2ဒီလိုစဉ်းစားရမယ်အပိုင်း chapter 3အဲ့ပြီးတော့စဉ်းစားကြမလို့ဒီလို chapter ခွဲတာတွေ heading ခွဲတာတွေအကုန်လုံးကတော်များများတူပါဗျ chapter 4အဲ့ဒါတော့ objective 1 2 3နဲ့သွားမယ် chapter 5တော့ခွဲတာတွေတူတယ်ဗျဒီလိုလိုစဉ်းစားမှာ chapter 2ကောင်း sub heading တွေခွဲတာကိုစဉ်းစားရမယ် chapter 1ကစဉ်းစားကြမလို့ဒီပုံစံအတိုင်းပဲဖြစ်မယ်အဲ့ဒီမှာဒီလို 1.5 ကမလိုဘူးပေါ့ဗျာလိုအပ်သည်ရှိတော့ထည့်ပေါ့ဗျာ hypothesis လေးဒီကောင်ကမထည့်တာများပါတယ်ဒီလိုတော့မပါဘူးလိုအပ်မှထည့်ပေါ့အဲ့တော့ PhD ကျောင်းသားတွေကဒီဘက်ပုံစံကိုပဲလေ့လာပြီးတော့ဒီလိုMA ကျောင်းသားတွေကတော့ documentary research ပဲလေ့လာတယ်ဘာလို့လဲဆိုရင်ဒီလိုတက်သူက research integration နဲ့ innovation ပဲလုပ်ခိုင်းတာဗျ integration နဲ့ innovation ကိုလုပ်ခိုင်းတော့ဒီလိုက documentary research တင်မရဘူးapply research ဖြစ်တဲ့အတွက်အနည်းဆုံး15ယောက် PhD ကျောင်းသားတစ်ပါးဆိုရင်15ယောက် interview လုပ်ရမယ် CBI နဲ့ IOC တွေလုပ်ရမယ်အဲ့တော့ဒီလိုတော့ documentary တည်တဲ့တင်ဒီလိုတော့ခွင့်မပြုတော့ဘူး field research ပါတယ်ဒီ design ကိုပဲခွင့်ပြုတယ်အဲ့တော့အဲ့ဒီ design တွေသိခဲ့ပြီ theory တွေသိပြီဟုတ်ပြီဗျာဒီလိုတော့ရေးကြပြီဆိုပါတော့ရေးမယ်ဆိုလို့ရှိရင်ဘယ်လိုရေးကြမှာလဲပေါ့ Microsoft Word မှာဘယ်လို format ချမှာလဲပေါ့အဲ့ဒါသိဖို့ဆိုလို့ရှိရင်ဒီလိုစာအုပ်ဒီလိုစာအုပ်မှာပါတဲ့အရာလေးတွေကြည့်ရအောင်စာအုပ်ဝယ်ခိုင်းတာမဟုတ်ဘူးစာအုပ်ဝယ်ခိုင်းတာမဟုတ်ဘူးစာအုပ်ကအရင်ရှုံးပါဗျာအဲဥတောင်ရမေးကြည့်အဲ့တော့ဒီမှာရှေ့က quick guide လေးတွေ့တယ်မလားဗျာစာမျက်နှာ5မှာလေစာမျက်နှာ5မှာ page number 5မှာလေတွေ့လားဗျာအဲ့တော့အဲ့ဒီ design ကလည်းလို့ဒီ format က MBSC ကျောင်းသားတွေ education ကျောင်းသားတွေအသုံးပြုရတဲ့ format ပေါ့ဗျာအဲ့ပုံစံကိုတကယ်အလွတ်ရနေမှာဗျာလွတ်ရနေဆင်ပြေပြီအဲ့တော့နောက်တစ်မျက်နှာမှာရှိတဲ့ဟာကကြတော့ဒီလိုတော့ humanity အကြောင်းသားတွေပေါ့ဗျာ humanity အကြောင်းသားတွေသုံးမယ်အဓိကမှတ်ရပါကဒီလိုတော့ဒီမှာ quick formatting guide ဆိုတဲ့ဟာကိုကြတော့ဒီလိုလုံးဝလွတ်ရနေမှာဗျာနော်စာမျက်နှာခွန်ပါလေစာမျက်နှာခွန်ပါအဲ့တော့ paper ကဒီလိုတော့ A4 size ပဲဘာလို့လဲဆိုတချို့သူတို့ကတော့ Mac OS 3နဲ့ကျောင်းသားတွေမပြင်လို့ရှိရင်သူက US letter ဖြစ်နေတယ်နော်ဗျာ A4 မဖြစ်ဘူး A4 မဖြစ်ဘူးအဲ့ A4 paper size ကဒီလိုတော့ဗာလဲ A4 ပေါ့ဗျာ page number 7မှာနော်ဒါတွေအလွတ်ရမှာဗျာအလွတ်ရနေရမှာ page number 7 paper ကဒီလို A4 left နဲ့ top margin ကဒီလိုဘယ်လောက်လဲဆိုရင် left နဲ့ top margin က 1.5 အခါလေးမှတ်ပြီးအောင်လိုက်ပြောထားလိုက်ပါဗျာ top နဲ့ left margin ကဒီလိုဘယ်လောက်လဲright နဲ့ bottom ကဒီလိုပါလဲ1 inches အချို့ကွန်ပျူတာတွေကဒီလို inches နဲ့မဟုတ်ဘဲနဲ့ centimeter ဖြစ်နေမှာနော်ဗျာအဲ့ဒါနေရာတကာမဟုတ်ဘူးထူးထူးခြားခြားဒီလို chapter ရဲ့အစမှာဆိုရင် top ကဒီလိုပါလဲ2 inches ဖြစ်တယ်နော်အဲ့ဒါ chapter 1 2 3 4 5ဆို5ရွက်ကဒီလိုပါလဲ top heading ကtop margin က2ပေါ့ဗျာမှတ်မိရမှာနော်ဗျာဒါတွေမှတ်မိမှနောက်ခါလို့ရင်ဒီလိုဒါတွေပြန်မပြောရတော့မှာပေါ့ဗျာအဲ့ဒီမှာဒီလိုကြည့်ပေါ့ဗျာဒီဟာလေးကြည့်အောင်ဆိုတော့ဒီဟာလေးပဲကြည့်မယ်အဲ့တော့စာရွက်တွေရဲ့ margin တပြီးတော့သိသွားပြီright နဲ့ဆိုတော့ဒီမှာ
introduction chapter 1 လို့ introduction လို့ပါမယ် background and significance of problem တွေပါမယ်အဲ့ဒီ form တွေလည်းဒီလိုတော့မှတ်မိရပါဗျာเนาะအဲ့တော့ chapter 1နဲ့ introduction ရဲ့ form ကဘယ်လောက်လဲဆိုရင်16ပေါ့เนาะ16 chapter 1နဲ့ introduction ရဲ့ form ကဒီလိုပါလေ16အဲ့တော့ 1.1 ဖြစ်တဲ့ background and significance of the problem ကကြတော့ဒီလိုဘယ်လောက်လဲဆိုရင်14အဲ့တော့နောက်တစ်ခါbody paragraph ကတပည့်တော်တို့ဆိုတော့ဒီ 1.1 ရဲ့အောက်မှာဒီလိုနောက်တစ်ခုရှိနိုင်တယ် 1.1.1 ဆိုရင်ဒီလိုဘယ်လောက်လဲ12ပေါ့ဗျာနော်12ဟုတ်ပြီဒီ body paragraph ကလည်းဘယ်လောက်လဲ12ပဲဗျာဒါထိုင်းနည်းရိုမန်ចောင်းသားတွေပဲပေါ့ဗျာအကြီးဆုံးဖောက်ဆိုင်ကတွေတော့သုံးအောင်မှာဘယ်လောက်လဲဆိုရင်16 14 12 and 11ဖုန်းနှုတ်ကကြပြီးတော့ဘယ်လောက်လဲ11ပေါ့ဗျာဖုန်းနှုတ်က11 page number ကရော11 page number ကရော17 11ပဲတော့ font size တွေမှတ်မိမယ်နော်ဗျာ chapter heading ကြီးတွေကဒီလိုဘယ်လောက်လဲထားတော့ဒုတိယဖြစ်တဲ့ 1.1 လို့ဆိုရင်ဒီလိုဘယ်လောက်လဲ14 1.1.1 ဆိုတဲ့ heading 3ဆိုရင်12အားလုံးကိုဘိုးလုပ်တယ်ဒါတွေဒီလိုတော့မှတ်မိရမယ်အဲ့တော့ဒီလို setting မှာတကယ်ဒီ system တွေမှာ G4 ကသူကပါပြီးသားဒီကဘာလုံးကသုံးတာက first intent ကဘယ်လောက်လဲဆိုရင်သူ G4 ပါနေတာဘယ်လောက်လဲ0.5 ပေါ့ဗျာဒီတက်တော့ထူးထူးခြားခြားပါလေ0.7 သူများလည်းမတူဒီတော့ဥပဒလာပါလားမသိဘူးဥပဒလာတင်ထားတဲ့ post လေးမှာသူအောက်က comment လေးတွေတော့တွေ့လိုက်တက်တော့ပြထန်းထားတဲ့ထားတော့format တစ်ခုခုမရှိဘူးလားဆိုတော့ APA လား MLA လား Chicago လားတစ်ခုခုရှိအောင်ဘယ်တော့ဒီပဲအဲ့တိုင်သွားတာပဲတစ်ခုတည်းသုံးဖို့ပဲလိုတာဒီမှာကျတော့အဲ့လိုမဟုတ်ဘူးဗါလဲ Chicago လိုဘာလိုပဲMCU style ဖြစ်သွားပြီအဲ့ဒါကြောင့်လေ့လာနည်းနည်းတချို့ဟာတွေကလောကကန်နည်းငယ်ခက်ကျူများသိလို့လားမသိ AI ခိုင်းမှာကျူသိလို့လားမသိဟိုဟာနဲ့မကိုက်ဒီဟာနဲ့မကိုက်လို့တာပြီးရော AI ခိုင်းမှာကျူသိလို့တယ်အဲ့ဒီတော့အဲ့လိုထူးခြားခြားလေးရှိတယ် first intent ကဒီတော့ဘယ်လောက်လဲ 0.7 ပြီးရင် line spacing က 1.5 အဲ့ရှေ့စာမျက်နှာလေးတော့ရအောင်ချက်ခဲ့ပေါ့လေချက်တာပဲဖြစ်ဘယ်လိုပဲဖြစ်မှတ်ခဲ့ပေါ့လေအစောင်းထဲမှာအားလုံးပါပြီးသားတော့ဗျအားလုံးပါပြီးသားပဲအဲ့တော့ page number တွေတက်တာတွေဘယ်နေရာမှာတက်ရမလဲဘာတွေတက်ရမလဲအစပြီးတော့အကုန်လုံးလုတ်ပြီးထားပြီးသားပေါ့ဗျာအဲ့ဒီရှေ့စာမျက်နှာတွေကတပည့်တော်တို့မှတ်မိအောင်မှတ်ရမယ်အရာတွေပေါ့ဗျာအဲ့ဒါမှတ်မိလို့ရှိရင်နောက်ကဟာတွေလုံးလို့ရပြီမို့လို့ရှိရင်ဒါလည်းရှေ့ပြန်ကြည့်နေရမှာဗျာနော်အလုံးမှတ်မိအောင်လုပ်ကြမယ်ပြီးရင်တပည့်တော်တို့အခုရှိတာကသို့သဖြင့်တော့ IBS ကျောင်းသားတွေပေါ့ဗျာခဏခဏမားတာတပည့်တော်သွားနားထောင်တယ်ခဏခဏမားတွေတွေ့တယ်ဘိုးနေ့ကလည်းဆရာတော်ဦးနေမိန်နဲ့တွေ့တော့သူပြောတယ်အဲ့ဒါတွေမှားနေကြမကြီးတဲ့ဘာလဲဆိုလို့ရှိရင် citation မှာသူက MBSC ကျောင်းသားတွေအတွက်ကအခုပိုးနေတာ Buddhist study ဖြစ်တဲ့အတွက်ဒီ Buddhist literature တွေအများကြီးပါတော့ဟုတ်လားအဲ့ဒီမှာလည်း citation ပေးရင်လွဲတွေအများကြီးတွေ့ရတယ်တခြားနိုင်ငံအကြောင်းသားတွေလွဲတယ်ဆိုတာသိဆောင်ရှိဘူးသူကဘာလဲဆိုရင်ဆိုတော့ဗီယက်နမ်တို့ Chinese တို့ကခြေတော်ကပိဋကတ်တွေနဲ့မရင်းနှီးဘူးညာဒီခရုကလွဲနေကြအောင်ကောင်းပေါ့ညာကိုတက်ကတော့ဘယ်ဘာရှင်းကိုသုံးတာလဲဘယ်မူကိုသုံးတာလဲသိရမှာ
ဒီလိုလို IBSC ဒီ MCU Buddhist Study ကအင်္ဂလိပ်ဆိုရင်ဒီလိုဘာသုံးတာလဲဆိုရင် PTS ကိုသုံးတာပေါ့နော် PTS ကိုသုံးတယ် Bali Society ရဲ့ကိုသုံးတယ်အများစုကဒီလိုလိုအိန္ဒိယတို့အေးလင်္ကာတို့ကဒီလိုသုဒ္ဓဆန်ထရကိုသုံးတာဖုန်းလုပ်တွေဒီလိုပေးတဲ့အခါမှာဘယ်လိုပေးလဲဆိုရင် GN လို့တွေ့လိမ့်မယ်လေဒီကနိကာယဆိုဒီလိုပါလဲ GN ပေါ့ဗျာမဇ္ဈိမနိကာယဆိုရင် MN အဲ့လိုသုံးတယ်ဒီလိုတော့သုံးလားသုံးပါဘူးဒီလိုသုံးလားသုံးပါဘူးကိုယ်သုံးတယ်ဗျာဒီလိုလိုဟိုဗာလဲစီနီယာနောင်တော်ကြီးဦးဇင်းတို့မဲ့သုံးနေမသုံးပါဘူးခင်ဗျာဒီလိုတော့အဲ့လိုမသုံးဘူး PTS မူတိုင်းသုံးတယ် PTS မူကဒီလိုဒီကနိကာယဆိုဒီလိုဗာလဲဒီပဲကျန်တာမသုံးတခါလေးမှာဦးဇင်းတို့ proposal တို့public hearing တို့ defense တို့တော့နားထောင်တခါလေးဆရာတွေသိရတယ်လေတက်ရစ်တာသိလားအဲ့ဒီနောက်က N ကဘာလို့လဲအဲ့ဒီနောက်က N ကဘာလို့လဲသုံးမှန်းသိတယ်တက်တယ်မဒီကနိကေဆိုရင်ဒီကနိကေမှသိတက်ပြောတော့ဗျာမသုံးအောင်ဒီကဒီ manual book မှာဒီလိုပါပြီးသားတော့ဗျာ manual book မှာပါပြီးသားPTS မူဖြစ်တဲ့အတွက်ဒီကနိကေဆိုရင်အစောဆုံးအကယ်၍များ AI အကူကြီး AI 2စီသုံးလို့ရှိရင်ဒီတော့တိတိကျကျခိုင်းပါဗျာငါကဗာလဲ PTS မူကိုသုံးပါအဲကြောင့်မို့ citation ကိုဗာလဲ PTS မူတိုင်း PTS version တိုင်းပေးပါအဲ့လိုဆိုရင်တော့တိတိကျကျကြမှာမဟုတ်လို့ရှိရင်သူတို့ကသုဒ္ဓဆန်ထရမူတိုင်းလာပါဦးကျွန်တော် MN တို့ DN တို့စတာတွေလာလိမ့်မယ်သူတို့ပြင်တော့ခုတ်တကနိကေမှာအများကြီးလွဲလိမ့်မယ်ခုတ်တကနိကေမှာအများကြီးလွဲလိမ့်မယ်ဒီလိုလိုရင်းနှီးခဲ့တာကဆိုတော့အထာဂရဆိုရင်ဒီလိုဘာလို့မှလဲဒီကနိကေအထာဂရဆိုရင်ဒီကနိကေအထာဂရဆိုရင်ဘယ်လိုပေးမှလဲ abbreviation ရလေဘာသစ္စာမေးလိုက်အောင်လာပဲဒီတော့ဘာသစ္စာမေးနောက်တစ်နေ့မလာပဲနေလေဒီပဲတဲ့ D1 D2 D3 D4 D3 ဒီပဲရှိမှာပါဒီကနိကာယထားရဆိုရင်ဒါကြည့်တာဒီထနှစ်မြန်မာလိုဆိုဟုတ်တယ်စက်ထမှုဆိုရင်ဒီလိုပါလေဒီထနှစ်ပေါ့ဗျာအင်္ဂလိပ်လိုဆိုရင် PTS ပူတိုင်းဆိုရင်ရတနာကြီးကဒီထဲမှာရတနာကြီးကပါလေနောက်ထားလေးမှရှိတယ်ရတနာကြီးကပါလေဒီလိုတကယ်ချင်းမောင်ဦးတိလက်ကံသူကလည်းသစ္စာကိုမဝယ်ရသေးရင်လည်းစာမျက်နှာဘလောက်ဆိုပြီးတော့ပြောတာလေသူကလည်းခုပဲစာမျက်နှာဘလောက်လမ်းလိုက်ပါဦးသာဦးလည်းဝယ်ပြီးသွားပါလေအဲ့စာမျက်နှာတစ်ခါပြောတော့ပြလားဒီကနေ့ရဲ့ထာဂရရဲ့နာမည်ကပြီးတော့ဗာလဲ S ဒီကနေ့ရဲ့ထာဂရရဲ့နာမည်ကလေတွေ့လားဗျာထာဂရလေး39မှာစုမင်္ဂလာဝိလာစီနေအဲ့တိုင်ပေးရမှာဗျနော်စုမင်္ဂလာဝိလာစီနေ SV ပေါ့အကယ်၍ရှိမှာသုံးရင်လည်းပဲရှိမှာ abbreviation မှာတွေ့တော့ရှင်းပြအောင်မနော်ဗျတွေ့တော့ abbreviation လောက်တာတွေထည့်ပေးထားတယ်တကယ်ရှိမှာ abbreviation လောက်တဲ့အခါမှာတွေ့တော့အများကြီးဟိုလိုအပ်ချက်တွေရှိတယ်ဆိုတော့ abbreviation ဆို list of abbreviation ဆိုတွေ့တော့ထား A အင်္ဂုတ္တရနိကာအဲ့လိုတန်းလာတာမဟုတ်လားအဲ့လိုမရေးရအောင်ဗျတွေ့တော့ဟိုရှင်းပြအောင်ပဲဆိုတော့ဒီလိုဒီမှာအခုကြည့်ကြည့်ပါဗျာ page number 33စောက်ကပုံပေါ်မဝဲတော့ဘူးဟိုဒီလို line ပေါ်က
လိုင်းမောတက်နေကြတဲ့ညီတော်နောင်တို့တွေတော့ အားတော့ တော့တစ်ခုကန်တစ်ခုပဲဒီလိုပါလေ33မှာကြည့်လိုက်ပေါ့ဒီလိုတို့ရင်းနှီးပြီးသားပဲဆက်ထောက်မှုကပါရာဇိကံပါစိတ်မဟာဝက်ဆုလဝပရိဝါပေါ့နော်ဒီစင်တိုင်းဒါလေးတို့ရင်းနှီးပြီးသားတစ်သက်လုံးကရင်းနှီးလာတဲ့အရာဒါပေမဲ့လို့ဒီလို PTS မူကြတော့ဝိတစ်ကလေးတော့ပါလေဝိတစ်ကလေ မာဝက အဲ့မှာဒီလိုတော့မှားတာဒီလိုတော့ပုံမှန်ဒီလိုတော့ပါလေဝိတစ်ဆိုရင်ဒီလိုပုံမှန်ပရာဇိကံပေါ့ဗျာဒါပေမဲ့ PTS မူမှာကြတော့ဒီလိုပါလေမဟာဝက်ကဝိထုကကြတော့ ဆူလာဝတာ ဆူလောင်းက3 4 5အဲ့တော့မှားပြီးရောပြီးတော့လေဒီလိုဆက်ထောက်မှုလို့ထင်ပြီးတော့ပေးလိုက်ရင်ဒီလိုမှားတာပဲအဲ့ဒါသွားရှာရင်မတွေ့တော့ဘူးပဲပြီအဲ့တော့ဒီမှာလေးစိတ်ဝင်စားစရာရှိတယ်ဒီလိုဆက်ထောက်မှုဆင်ထားတဲ့အစင်နဲ့ PTS မှုဆင်ထားတဲ့အစင်ဘာလို့ပွာနေတာလဲပေါ့နော်ဟိုဒါ Buddhist study သမား Buddhist study ရဲ့ပုံပေါ်လေဒီလိုတော့ဘုန်းကြီးတွေဖြစ်တဲ့အတွက်သီလရှင်တွေဖြစ်တဲ့အတွက်အကုန်လုံးလိုတာပေါ့ကြည့်ပါဗျာပရာဇိကပါစိတ်မဟာဝါဆူလောဝပရိဝါဒီလိုဆက်ထောက်မှုကအဲ့ဒီတိုင်းပဲဆင်တယ် PTS မူကမဟာဝါဆူလောဝသုဒ္ဓဝိပင်ကပရာဇိကံဝင်အသုဒ္ဓဝိပင်က2ပါစိတ်ပရိဝါဘာလို့မတူတာလဲစဉ်းစားကြည့်လားဟမ်ဦးဘာလဲမသိဘူးဗျာတကယ်ဝိနည်းပိဋကတ်ကိုသွားဖတ်တဲ့အခါမှာဘုရားအကြောင်းကိုစပြောတာဘယ်ကျမ်းစပြောတာလဲဆိုရင်ဘာဝက်ကစဘာဝက်မှာစနော်ဘာဝက်စတာနဲ့ဒီတော့ဘုရားရဲ့အကြောင်းကိုစပြောမှာမလားဘာဝက်မှာပြောမယ်အများကြီးဆိုလိုပါလေထုံနည်း၎င်းပဲဒါပေမဲ့လို့ဝိနည်းသိက္ခာပုဒ်တွေပြညတ်တာဘယ်ကျမ်းမှာလဲဆိုရင်ခါလေးတို့မြန်မာ tradition လေးပြန်တရိရအောင်အဲ့လိုလေးတွားကြတာပေါ့ဟုတ်လေသိက္ခာပုဒ်လေးပြညတ်တာ20မှမဟုတ်လား20လောက်ပိုင်းပေါ့အဲ့တော့အဲ့ဒီရှေ့မှာဘုရားအကြောင်းတွေတန်ခါအကြောင်းတွေဘုရားဖွဲ့စည်းဘုရားတပိတောင်ကတွေနဲ့လူဖွဲ့စည်းပြီးထိတွေ့ခဲ့တာလည်းအများကြီးအဲ့ဒီအကြောင်းတွေကိုမှတ်တမ်းတင်ထားတာတကယ်ဘယ်ကစတာလဲဆိုရင်ဘာဝါစတာအဲ့တော့သူက historical orientation နဲ့သူကသူ့ကို highlight လုပ်ပြီးတော့ PTS ကဘုရားအကြောင်းကိုအခြေခံပြီးတော့သူကဆင်တာဒီလိုလို့ကျတော့ဘာကိုအဓိကထားပြီးဆင်တာလဲဆိုရင်ဝိနည်းသိက္ခာပုဒ်ရဲ့အပြည့်ကြီးသေးငယ်ကိုစပြီးဆင်လို့လို့ဆက်ထားမှုကပရာဇိကံနဲ့စရတယ် PTS ကကျတော့ဘုရားအကြောင်းကိုစပြီးတော့သိက္ခာပုဒ်တွေပြည့်ညတ်တယ်ဆိုတာ20နောက်ပိုင်းမှာပြည့်ညတ်တာဖြစ်တဲ့အတွက်အဲ့ဒီအစဉ်လေးတိုင်းဆင်ထားတာပေါ့တခြားဒီကနိကေမှာထူးတွေကွဲပြားတာမရှိဘူးမဇ္ဈိမနိကေကျတော့ဒီလိုရှိတယ်မဇ္ဈိမနိကေကဒီလိုသိပြီးသားပဲမူလပဏ္ဏတဆိုရင်ဒီလိုပါလေ350ဟုတ်လားမဇ္ဈိမပဏ္ဏတဆိုရင်350မဇ္ဈိမပဏ္ဏတဆိုတော့350ဥပရိပဏ္ဏတက53ဟုတ်လားလေဥရိပဏ္ဏတမှာအဲ့ဒီမှာသူခွဲထားတာဟုတ်တယ်ဒီလို PTS မူမှာကျတော့တုတ်တန်အရေးအတွက်ပါနေတာမတူဘူးဗျာနော်ဒီလိုတော့တကယ်အဲ့ဖူးနုတ်တွေကြည့်လိုက်ရုံနဲ့ဒီចောင်းသားကတကယ်သိလားမသိလားချက်ချင်းပေါ်တယ်ဗျာချက်ချင်းပေါ်တယ်ဟိုဘာသာပြန်တဲ့ပုံကိုကြည့်လိုက်တာလည်းသိတယ်ဗျာနော်ဟိုဒီလိုတော့အဲ့ဘာသာပြန်တွေဟို AI မပြန်ခိုင်းနေတော့ဗျာသူပြီးတဲ့အတိုင်းမသုံးနဲ့တော့ဗျာဘာသာပြန်တွေကဦးဇင်းတို့ခိုင်းဟိုလူကလုံမှာပဲငါခိုင်းအကုန်လုံမှာမသိဘူးလည်းမျိုးဆွဲထဲတာပဲသွားဆိုင်တာမတွေ့တာဒီတော့တကယ်ချင်းတပါအဲ့လိုပဲတန်းထဲမှာ presentation လုပ်ကြဒီလိုပဲ course work တဲ့တုန်းကတော့ခက်ခဲတွေများတယ်လေဟိုက presentation လုပ်မှလည်းဟာဒီနေ့လုပ်လိုက်ဟိုနေ့လုပ်လိုက်အဲ့ဒါနဲ့ presentation တစ်ခုမှာဒီလိုပဲပေါ့ citation ကပါတော့ကျွန်တော်အာဂျန်တယောက်ရဲ့ article ကို cite ပေးထားလို့ရင်းနဲ့နားထောင်ပြီးတော့
ဒီအာဒီကေကိုလည်းဘယ်ရတွေ့ခဲ့တာတော့ဒီကောင်းစင်နဲ့သူမရေးဘူးတဲ့ဒီကောင်းစင်နဲ့သူမရေးဘူးတဲ့ဒီစာရေးဆရာရှေ့မှာဒီလို presentation လုပ်နေတယ်သူကဒီအာဒီကေကိုလည်းဘယ်ရတွေ့ခဲ့တာလဲတဲ့ဒီအာဒီကေဘယ်ရတွေ့ခဲ့တာလဲဒီကောင်းစင်နဲ့ငါမရေးဘူးတဲ့ခုလည်းအဲ့လိုဖြစ်နေမှာနော်ဗျာတေချာကြည့်ဗျာအဲ့ citation တွေကရေးကြည့်တယ်ဗျာဟိုဒီလိုလွဲရင် citation လွဲလို့ရှိရင် research တန်ဖိုးကအရန်ကျတယ်စာလုံးလေးတစ်လုံးဖြစ်ပါစေဒီလိုဘာသာပြန်လို့ရှိရင်ကိုယ့်အကူမပြန်နဲ့ဗျာထောက်တော့တတိကို mindfulness လို့ပြန်တာတော့ထူးမပြောနဲ့တော့လူတိုင်းသိနေပြီအခြားဟာတွေထောက်တော့ယောနိသောမနစိကာရကိုဘာသာပြန်ရင်ဒီလိုဘယ်လိုပြန်မလဲဆိုရင်wise attention ပြန်လာတော့မှပဲဒီလိုကိုယ့်အကူမပြန်နဲ့ဗျာဒါတော့ Yonis Dominati ကတော့ wide attention အောက်ကနေပြီးတော့ PTS ရဲ့ English dictionary ကိုပေးပြန်အဲ့ဒါဆိုဦးဇင်းတို့ဆရာကြီးကဘာမှလည်းပြောမှမဟုတ်ဘူးဒီလိုတော့ကိုယ့်ကိုပြန်လို့မရဘူးလေပါဠိတွေကိုလေအဲ့ဒီပါဠိတွေမှာပါဠိတွေနဲ့ပတ်သက်ပြီးတော့မသုံးရတဲ့ချမ်းတွေလည်းအများကြီးရှိတဲ့သူကခွင့်ပြုမှထားတာဆိုတော့မြတ်စွာဘုရားကိုဘာသာပြန်လို့ရှိရင်ဒီလိုဘာသာပြန်နေအများကြီးရှိတယ်မဟုတ်လားမရှိဘူးလေthe Buddha ဒီ enlightened ဒီ enlightened one တို့ the blessed one တို့ the Lord Buddha တို့ဟုတ်တယ်မဟုတ်လားအဲ့ဒီထဲမှာ MCU ကခွင့်ပြုမထားတဲ့အသုံးရှိတယ်အဲ့ဒီ Lord Buddha ဆိုတာခွင့်မပြုမသုံးနဲ့တော့ဗျာပါလာရင်လည်းဘုရားတို့ခိုင်းတဲ့လူကလှုပ်ပေးလိုက်လို့ပါလာရင်လည်းဗာလဲအဲ့çaဆိုရင် delete တာမထည့်နဲ့ Lord Buddha လို့မသုံးရဘူးနောက်တစ်ခါ most venerable ဒီလိုလိုကျတော့ဟိုရိုသေလေးစားစားနဲ့လေဒီလိုလိုဆရာတော်ကြီးတွေဆိုသုံးချင်တယ်မဟုတ်လား the most venerable မသုံးအောင်ဗျာထားတော့ venerable လောက်ဘာလောက်ပဲခွင့်ပြုမယ်လေနော်တချို့ဟာတွေအရင်မွန်းတင်ပြီးတော့ဒီလိုသုံးလို့မရဘူးခွင့်ပြုမထားဘူးအဲ့တော့အဲ့ဒါတွေကစာဝင်တယ် Buddhist study သမားတွေကဟို view ဆက်ရမယ်ဒီ Majjhima Nikaya လည်းထုံးနည်း၎င်းပဲ PTS မူ Roman script မှာကဒီလိုပထမစာအုပ်မှာတုတ်အရေးအတွက်ကဘယ်ထိပါနေရလဲဆိုရင် M1 မှာ86တုတ်ထိပါနေရတော့ဗျာပုံမှန်ကတော့ဒီလိုဘယ်လောက်ပဲပါမှလဲဆိုရင်50ပဲပါမှာဆောတော့ဒီလိုက60 50 55တုတ်မြောက်ကိုပြီးတော့မယ်ဆိုပုံမှန်လိုပဲ M2 လို့သွားလို့လည်းဒီလိုပါလေပါပြီပေါ့ဗျာသိပြီပေါ့ဘာလို့ဆိုဒီចောင်းသား PGS မူကိုတေချာမသိဘူးစာအုပ်လည်းမကြည့်ဘူးပေါ့ရန်ချိတ်လိုက်တာပေါ့လေအဲ့လိုဒါ Roman script တော့ဗျာ English translation ကကျတော့ပုံမှန်တိုင်းပဲအဲ့ဒါလေးတွေသတိထားရမယ်ဒီလိုဒီ abbreviation တွေကဒီလိုလဲအကုန်မမှတ်မိဘူးပေါ့ဗျာလိုအပ်တဲ့အခါသွားကြည့်ရတယ်အထူးသဖြင့်တော့တီကာတို့ကောရကနိကေတွေကကျမ်းနေတို့အဲ့ဒီနာမည်တွေမသိရင်လည်းဒီလိုရှားခက်တယ်တခြားသူမဟုတ်ဘူးဥက္ကရာဆရာတော်ဥဒ္ဒဝရနေဒေတာလားဟုတ်လားသုလနေဒေတာမဟာနေဒေတာကိုသူကသွားရှာတယ်ဟိုက abbreviation ပေးထားတာသူမရင်းနှီးတဲ့ဟာဖြစ်နေတော့အရှားမတွေ့ဘူးဘလို့မတွေ့ဘူးရှားနေမတွေ့ဘူးဘယ်တွေ့မလဲသူကပြောအုပ်စီလည်းမဟုတ်ဘူးနော်ပြောအုပ်စီလည်းမဟုတ်ဘူးတွဲထားတာလေဆိုတော့အဲ့လိုပုံစံတစ်ခါလေးမှအချာလေးလဲနေတယ်အဲ့လိုမဖြစ်အောင်ကြည်နည်းတွေကိုဒီလိုဒီနောက်ကကျူအာကုတ်လေးဖတ်ကြည့်သေးလားဗျာစောင်းနောက်ကကျူအာကုတ်လေးကို နေပါတော့ကြာချို့ ကျူအာလေးဖတ်ကြည့်သေးလားဗျာ စာမမောက်ရတော့ပါလေ လဲရ ဟောဒီကျူအာလေးလေလိုပဲဖြစ်ဖြစ်ဗျာဖတ်လိုက်ဗျာတစ်ခုခုကနေလေကျူအာဖတ်လိုက်လို့ရှိရင်ဒီလိုအဲ့ထက်မှာဟို source တွေအများကြီးစုပေးထားရှိတယ် Google Drive ကိုရောက်သွားလိုက်မှာတော့ဗျာတယောက်တလေမှာဖတ်မကြည့်ဘူးလားဟမ်ဒီကျူအာလေးဖတ်ကြည့်လိုက်တော့ဗျာတချို့သင်ခန်းစာတွေကဒီထဲမှာတော့ဗျာကျူအာထဲမှာချို့သင်ခန်းစာတွေကျူအာထဲမှာဒီလိုအဲ့ဒါ download ဆွဲပြီးတော့လေ့ကျင့်ရတဲ့ဟာတွေအဲ့ထဲမှာဗျာကျူအာလေးတော့ငါလူတွေဖတ်ကြည့်တော့တယ်ကွာမဲမဲလေးနဲ့ဘာမှမသိဘူးဆိုပြီးတော့အဲ့ဘူးကိုအဲ့ဟုတ်ပြီဗျာအဲ့ဒါဆိုရင်ဒီလိုတော့Buddhist study သမားတွေက queue site ပါကျမ်းတွေခဏခဏမှားပါတယ်ကျမ်းပေးတာတွေတို့သဖြင့်တော့ဟိုဓမ္မပဒဆိုလို့ရှိရင်
ပါဠိတော်ရှိတယ်သာဂရာရှိတယ်ဓမ္မပဒပါဠိတော်ကိုတပည့်တော်တို့ citation ပေးတဲ့အခါမှာစာမျက်နှာနံပါတ်ကိုမပေးရဘူးပေါ့ဗျာဓမ္မပဒပါဠိတော်ကို citation ပေးတဲ့အခါမှာစာမျက်နှာနံပါတ်ကိုမပေးရဘူး verse နံပါတ်ကိုဂါထာနံပါတ်ကိုပေးရမှာတော့ဗျာ Buddhist study ကမားတွေကစာမျက်နှာနံပါတ်ကိုပေးလို့မရဘူးဂါထာနံပါတ်ကိုပဲပေးရမယ်ဒါကြတော့စာမျက်နှာနံပါတ်ပေးရမှာပေါ့ဗျာအဲ့ဒါတွေသတိထားပါအများကြီးပေါ့ဗျာဒီတော့ citation ခုနုတ်တွေတက်တဲ့နေ့ရောက်တဲ့အခါမှာအဲ့ဒါတွေကိုအကုန်လုံးလက်တွေလောက်ရင်းနဲ့ပြောသွားကြတာပေါ့ဟုတ်ပြီဒီတော့တက္ကသိုလ်မှာခွင့်ပြုထားတဲ့ဒီ structure တွေကိုကိုရေးမဲ့ structure ကိုသိအောင်ဒီတော့လောက်ပါဗျာအရင်နေ့အောင်လောက်ပါဗျာဒီစာရွက်ကိုdownload လုပ်ပြီးတော့ကြည့်နေပါဗျာဒီမှာလည်းကြုံတော့တစ်ခါလေးပြောလာပါဗျာ page တီရေးတဲ့အခါမှာတပည့်တော်ပါလေဒီ full story ထည့်ပါဆိုရင်နှစ်ခုလုံးပါလေ full story ထည့်ပါဆိုနှစ်ခုလုံးမထည့်ရင်လည်း လုံးမထက်နဲ့ နှစ်ခုလုံးမထည့်နဲ့အခုလည်းထည့်ရင်တပည့်တော်ပါလေ ပါတယ် တော်သားတွေဗျာအဲ့လိုပြောလိုက်ဒီလိုခဏခဏတွေ့နေမြန်မာနိုင်ငံရိုးရာကြီးလိုဖြစ်နေအင်္ဂလိပ်စာအသုံးလုံးပါအဲ့ဒါမရှိဘူးဗျာအဲ့ဒီ full stop British ဆိုရင် full stop ပေါ့ဗျာ American ဆိုရင်ဗာလဲဒီစက်ကလေးကို American လို့ဆိုပါသုံးတာလဲ Teaching English တွေသုံးမေးရမှာပဲ Teaching English တွေ American full stop မသုံးဘူးပေါ့ဗျာ period သုံးတာနော်အဲ့ဒီဟာကိုနှစ်ခုလုံးထည့်ပါဆိုရင်ဒီလိုပါလဲထည့်ပါဗျာမဟုတ်လို့ရှိရင်အလဲမှာ B full stop A ပါတယ်ဟုတ်တော့အဲ့ကောင်မပါဘူးဆိုလည်းမပါနဲ့ပါမှာဆိုလည်းနှစ်ခုလုံးထည့်ပါဗျာရိုးအရင်ကြတယ်ဗျာနော်ရိုးအရင်ကြတယ်ဗျာကိုတကယ်တော့အဲ့ဒါသိတာလားပဲကိုယူလာတဲ့ပွဲပါပွဲမှမသိတာပဲအဲ့ဒါဟိုတခြားဟာတော့ကြည့်နေတယ်တော့စားကြည့်နေတယ်တော့ဗျာကိုယူလာတဲ့ပွဲမှာကိုမသိရင်တော့အဲ့ဒါတခြားဟာကြည့်နေတယ်တော့ သဘာဝတိဒီထားသဘာဝတိ ဟို ဝေဒညာ အများနဲ့ရေးအဲ့လိုရေးတော့ဗျာဒီလိုပါလေ ETT ဆိုရင်လည်းထိုနည်း၎င်းပဲဘယ်ကောင်ကအသေးလဲ DHT လည်းထိုနည်း၎င်းပဲဗျာ BAM MET အကုန်လုံးပေါ့အသတိထားပြီးရေးပါဗျာကိုယ့်ဘွယ်လေးကိုတန်ဖိုးထားကြပါဗျာပြစ်စလက်ကဒီလိုပါလေမရေးကြပါနဲ့ဗျာဒီလိုလို့တော့မရေးနေတာလူတွေကအဲ့တိုင်းတွေကအရင်နေပြီးသားအဲ့ဒါကြည့်လိုက်တာနဲ့သိတာပေါ့ဗျာသူမရင်းနေဘူးလားရင်းနေတာပေါ့နော်အဲ့တော့အဲ့ဒါမမားစိနေပါဗျာရိုးအရင်ကြပါလေအဲ့တော့ဒီမှာတည်းတော့ဒီ structure တစ်ခုကိုစပြီးတော့သေချာကြည့်အောင်သူတို့ကတော့ IBS က MA ကျောင်းသားတွေဒီပုံစံပဲရေးမယ်ဒီလို chapter 1မှာဒီ heading တွေဒီလိုဘယ်လောက်ပါလဲဆိုရင် 1.90 ပါတယ်ပေါ့ဗျာ 1.90 ပါတယ်အဲ့တော့ဒီပုံစံကို chapter 1မှာ heading တွေဘယ်လိုခွဲရမှာလဲခေါင်းစဉ်တွေဘာတွေဘယ်လိုခွဲရမှာလဲစဉ်းစားစရာမလိုဗျာဒီ format ကြီးရှိပြီးသားကြီးဘာမှထုတ်ပြီးကိုလောက်စရာမလိုဒီထဲမှာရေးစရာရှိတာတူတူရေးရုံပဲအဲ့တော့ဒီ background နဲ့ significant 9မျက်နှာလောက်9မျက်နှာဆိုများနေပြီဗျ9မျက်နှာလောက်ဆိုရင်ရပြီသို့တော့ exception ကရှိပြီးသားပဲကိုဆရာကနည်းနည်းရေးခိုင်းရင်တူတူပါလေရေးပါဗျာပုံမှန်က9မျက်နှာလောက်3မျက်နှာ9မျက်နှာလောက်ဆိုရင်အဆင်ပြေပြီဒါပေမဲ့ကိုဆရာကပိုရေးခိုင်းပြီးတော့ပါလေရေးပါဗျာပြီးရင်ဒီလို research question လာမယ် objective လာမယ် scope of research လာမယ်အဲ scope of research အောက်မှာဒီလိုထပ်ပြီးတော့ပွဲအောင်ဝင်ဗျာ scope of data ရှိမယ် population တွေရှိမှာပေါ့ဗျာ scope of data ရှိမယ်population ညမှာဒီလို key informant ဖြစ်မှာပေါ့ဒီ MA ကျောင်းသားတွေကမလို့ပြ scope of data တွေတပြည့်တော့ဘာတွေသုံးပါလဲပေါ့primary source တွေ secondary source တွေကိုသုံးမဲ့ဟာတွေကိုပြောပြ scope of content ရေးကြည့်တယ်ဗျ scope of content chapter 2 3 4မှာဘာရေးမယ်ဆိုတော့5 ကျောင်းစီရေးသွားတာ scope of content ကလေအဲ့ဒီ scope of content ဒီအဲ့ဒီ chapter 1 2 3 4ရဲ့အကျဉ်းချုပ်ဖြစ်တယ်လို့ chapter 5မှာလည်းအဲ့ကောင်လာပါပဲဗျဒီကျမ်းတစ်ခုလုံးကဟိုဒီလိုစာပိုင်းလေးတစ်ခုလိုပဲတကယ်ကလေဘယ်လိုacademic skills တွေတက်ဖို့တဲ့အကြောင်းသားတွေသိတာပဲဒီလို topic ဆန်းနဲ့ရှိတယ်မလား supporting idea တွေရှိမယ်
conclusion ပေါ့လားအဲ့တိုင်းပဲအတူတူပဲအားလုံးဟာဒီတကြမ်းလုံးကအဲ့မှာစုနေပါ chapter 2မှာရေးခဲ့တဲ့အရာတွေတချို့စာအုပ်တွေကဆိုင်မဆိုင်ငါတော့ထည့်ပါပဲမသွားမထည့်နဲ့နော် chapter 4နဲ့5မှာအဲ့ကောင်တွေက link ချိတ်ရအောင်ပြင်နေအောင်ပဲတချို့ကကြတော့ပြီးတော့ကျမ်းတွေရှားတာခက်တဲ့အတွက်ဟိုတစ်ခါလေးမှာကိုယ်ကောင်းစင်နဲ့နည်းနည်းဆိုင်ရင်မလုပ်လိုက်တာလဲဆိုရင်သုံးမယ်ကွာဆိုသုံးလိုက်တာပေါ့ဗျာဒါပေမဲ့ chapter 4လို့ရေးပြီးပြန်ပြီးတော့objective 1နဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ရေးတဲ့အခါမှာတချို့ဟာတွေကမကိုက်ဘူး chapter 5မှာလည်းပဲconclusion လုပ်တဲ့အခါမှာ final တွေပြောတဲ့အခါမှာပြန်သုံးမရတာဖြစ်မယ်ဗျာနော်သတိထားပါဗျာအကုန်လုံးကဆက်နေတာပဲဒီတကြမ်းလုံးဟာအဲ့ဒီတိုင်သွားမယ် chapter 1မှာပါတဲ့အရာတွေကတတိတော်တို့ဒီဟာတွေပဲဗျာဒီ conceptual framework ကလည်းမဖြစ်မနေပါရမယ်အဲ့ဒါတတိတော်တို့တက်သူကလုံနေကြပုံစံတိုင်းဆိုရင်ဟို input ရဲ့ process ရဲ့ output ရဲ့ပေါ့နော် IPO model အဲ့ဒီမှာ input ကတတိတော်တို့အခုနောက်ပိုင်းတတိတော်လွန်ခဲ့တဲ့လာက defend နေ proposal တွေတွားတဲ့အခါမှာသူကဘာလုပ်လာလဲဆိုရင် variable တွေကိုထည့်စေခြင်းလာတယ်ဗျနော် Buddhist study ကျောင်းသားတွေအစဒီတခြားဌာနတွေက variable တွေသုံးတာသူတို့ကြားပြီဒီလိုက variable တွေနဲ့ပတ်သက်ပြီးတော့သိမပြောကြဘူးပေါ့နော်ဒါပေမဲ့ဒီလိုကြားလာရတယ် variable တွေကိုထည့်စေခြင်းလာပြီပေါ့အဲ့တော့ဘယ်လိုပဲလာ dependent variable ရဲ့ independent variable ရဲ့မှာဒီလိုအဓိကလောက်ရမှာဘယ်ကောင်လဲဆိုရင်ရှေ့မှာဒီလိုနားထောင်ခဲ့ပြီလေမတင်တဲ့ဆရာကြီးလည်းရှေ့မှာရှိတာပဲဘယ်ကောင်ကတပည့်တော်တို့လောက်ရမှာလဲဆိုရင် ID လား independent variable လား dependent variable လားဟိုဟမ်independent variable လား dependent variable လား independent ပြီးတော့တပါးစင်းနာမခုံလေးပါဥဒ္ဓမပါမီလို့မရဘူးဒီအကြောင်းသားလေးဆိုတော့ဒီလိုလုပ်ရမှာပါလေ independent variable ကိုသူများ idea မဟုတ်ဘူးကို idea ကိုချပြစရာဘာပဲရှိတာလဲ independent ဖြစ်ရမှာမဟုတ်တယ်မလားအဲ့တော့ input ကဘာဖြစ်မလဲ input ကindependent variable တွေဖြစ်နေမှာပေါ့အဲ့ဒီ independent variable ဟိုဒီလိုတော့ခြေပြုတ်ပြီးတော့ဟိုကိုယ့်ကိုတစ်ခုခု process လုပ်ပြီးတော့ output ထုတ်မှာမလားအဲ့ဒါတွေနောက်ပိုင်းတပည့်တော်ထင်တော့လောက်ခိုင်းလာမှထင်တယ် ရှေ့တော့ပြီးခဲ့တဲ့ master တွေတောင်အဲ့လိုပြော IBS ဟုတ်လား ရှေ့တော့ပြီးခဲ့ ခုလေးတင်ပြီးတယ် ပြီးခဲ့တဲ့အဲ့ကုညဒေါက်တာတော့ dependent ပြော အဲ့ဒါအမျိုးမျိုးပြောင်းလာတယ်ဗျာတပည့်တော်တော့အဲ့ဒီခဏဟိုခွင့်ရရလို့ရှိရင်အဲ့ဒီ proposal exam လို့ public hearing လို့ defense လို့ခဏသွားလာတာသူတို့ကမျိုးပြောင်းနေတဲ့အခါမှာသိရတာပေါ့ဗျာနော်အဲ့တော့ dependent variable နဲ့ independent variable တွေဒီလိုခေါင်းစဉ်တွေကြာရင်ဒီလိုတစ်ခါတနေ့မှာပါရင်ရှင်းပြမှာပေါ့ဗျာနော်ထောက်တော့အဲ့ဒီ conceptual framework ဆွဲတဲ့အခါမှာလည်းနားလေတယ်ဒီလိုဆွဲတဲ့ထားလိုက်ဗျာဒါပေမဲ့အဲ့ Microsoft ကမှဆွဲပြီးထားလိုက်ဒီလိုတော့အဲ့ဒါတေချာမလုပ်တဲ့တော့ကြာဘာဖြစ်လဲဆို entry နဲ့ဆင်းခဲ့ဟိုဆွဲဒီဆွဲပေါ့ဗျာ diagram လေးတွေဆွဲရှေ့ရရေးမပြီးဘူးလေစာဟိုထက်ဒီထက်လဲဆိုအဲ့စာလက်ထည့်ပြီးတော့အဲ့ကောင်သွားချလိုက်တော့အဲ့ကောင်ကမှလည်းအပေါ်တက်လိုက်အောက်ဆင်းလိုက်ခါဟိုတစ်ခွက်ကဘယ်ရောက်တော့ဒီလိုက်ချလိုက်ဟုတ်တယ်မလားဟမ် conceptual framework ကိုပြန်ရှားနေရတာလေတချို့ကိုယ့်ကိုလုတ်ခဲ့တော့ဟုတ်ပြီးရင်တို့တော့စာတွေထက်မယ်အဲ့တော့ဒီ format မှာ enter နဲ့ဘယ်တော့မှမဆင်းနဲ့ဗျာဒီလို enter ပါလေဘယ်တော့မှမသုံးနဲ့တချို့ကဘယ်ဘဝကရန်ညိုးတွေရှိတယ်မသိလာပြီးတော့အဲ့လိုစာလေးပါလေးပြင်ခိုင်းဘာလို့လာလဲဆိုရင်အဲ့လို enter လေးနဲ့လည်းအများကြီးဆင်းတယ်အဲ့ဒါနည်းနည်းတော်သေးတယ်ဗျာဒီလိုလောက်ကံလွယ်သေးတယ်နောက်တော့ first စာပိုက်တစ်ပိုက်မှာဒီလို index ကခုန 0.7 တွန်းရတယ်မဟုတ်လားမြန်မာလိုဆိုတစ်လက်မှခြံရတယ်ပေါ့ဗျာအဲ့ဟာကိုဘယ်လိုလုပ်လာလဲဆိုရင် space လေးခုံလာတာဗျာ space လေးနဲ့အဲ့ဒါ98ချက်လောက်နှိပ်လာပြီးတော့အဲ့ဒါအကုန်လုံးလိုက်လို့နေအောင်အဲ့လိုပေါ့ဗျာဒီလိုလည်းမရင်းနှီးတဲ့အရာလို့အဲ့တော့
အဲ့ဒါနဲ့ဘယ်တော့မှမဆင်းပါနဲ့ဗျာခုနက conceptual framework ဆွဲပုံဆွဲနည်းလေတပည့်တော်အဲ့ဒါပြမယ်မဟုတ်လို့ရှိရင်ရမ်းလို့ရှုပ်တယ်ဗျာခုနလိုပဲဒီတစ်ခွက်ကပေါ်ချမ်းနေခဲ့လိုက်ကို3-4ခွက်ကအောက်ဆင်းသွားလိုက်ဟုတ်တယ်မလားအဲ့လိုတွေမဖြစ်အောင်ပါဗျာအချိန်ရမ်းကြတယ်ဗျာဒါတွေမသိလို့ရှိရင်လေဟုတ်ပြီဒီအတိုင်းပဲဒီလိုလိုရေးရမယ်2တွေရမ်းမှတ်စရာမရှိဘူးဒီနားလေးမှာနည်းနည်း 1.4.123 ရှိပါဘူးဗျာစသဖြင့် chapter 2ကသူတို့ကြတော့အဲ့ဒီနည်းနဲ့ရေးတဲ့ကျောင်းသားတွေက chapter 2 3 4မှာခေါင်းစဉ်ခွဲပုံတွေခက်သွားပြီခေါင်းစဉ်ခွဲပုံတွေခက်သွားပြီ objective 1ကိုပူတည်ပြီးတော့သူ့ခုနတိုင်းပဲဗျာဒီလိုဥဒိလက္ခဏ်တို့ဘုန်းကြီးဝိစိတ်တာတို့သင်ပေးနေတဲ့academic writing ဟိုကျွမ်းတော်ဝင်ရှိတဲ့ကျောင်းသားကနားလည်မယ်ပေါ့ဗျာဘာလို့လဲဆိုဒါတွေအဲ့ဒါတွေခြေခံတဲ့ဟာတွေကြီးပဲ objective 1ကိုဒီလို support လုပ်ပဲဒီ topic တွေရှိနေအဲ့ဒီဟာတွေဒီထားတော့ 2.1 2.1.1 2.1.2 စတာတွေဖြစ်သွားပါဗျာအဲ့လိုနားမလည်ဘာခွဲရမှမသိဘူးတခါလေ outline လောက်တော့ခိုင်းပါဗျာ outline နဲ့တကွာအခြားသောအရာတွေလည်းခိုင်းပါဗျာအကုန်လုံးတော့မလုပ်ကြနဲ့ပေါ့နော်အကုန်လုံးတော့မလုပ်ကြနဲ့ဒီမှာဒီ 2.1 ဒီလိုထားတော့ objective 1 main idea အဲ့ဒီမှာဦးဇင်းတို့လေ့လာမယ် concept တွေပဲဖြစ်တဲ့ idea တွေရှိလိမ့်မယ်တစ်ခုသုံးခုပါရင်ပါလိမ့်မယ်အဲ့ဒါကို support ဖြစ်တဲ့အရာတွေ 2.1.1 1.2 စသဖြင့်သွားပုံဗျာကိုခွဲချင်တော့ chapter 3လဲထုံနေလကောင်ပဲ chapter 4လဲထုံနေလကောင်ပဲသူတို့အဲ့ညမှာနည်းနည်းစဉ်းစားရတာကောင်းနည်းနည်းရှုပ်တယ်ပေါ့ဗျာအခြားနည်းနဲ့ရေးတဲ့ကျောင်းသားတွေကျအဲ့လိုမရှုပ်ဘူး chapter 2မှာဟိုဒီလိုIBSC ပဲဆိုရင် related concept theory and research work အခြားဘက်မှာဒီလို literature review and research work concern เนาะတူပဲဒီလိုဘက်က concept တွေ theory တွေကိုရေးတဲ့ဟာ literature review ပဲ literature review ဖြစ်တဲ့အတွက် publish လုပ်ထားတဲ့စာအုပ်မှန်တယ်ရေးလို့ရတယ်နှစ်ပိုင်းတော့ဗျာ literature review ရဲ့ research work concern ရဲ့ IBSC ဘက်ကဆိုရင် related concept theory and research work เนาะနှစ်ပိုင်းအဲ့ဒီနှစ်ပိုင်းမှာပထမပိုင်းက publish လုပ်ထားတဲ့စာအုပ်မှန်တယ်သုံးလို့ရတယ်เนาะ publish လုပ်ထားတဲ့စာအုပ်မှန်တယ်သုံးလို့ရတယ် article တွေအကုန်ရတယ်ပေါ့ဗျာဒါပေမဲ့research work related research work တော့ research work concern မရတော့အဲ့ဒါမရတော့ဘူး MA ကျောင်းသားဆိုရင် MA thesis တွေကိုဒီလိုသုံးလို့ရတယ်research article တွေသုံးလို့ရတယ် academic article တွေသုံးလို့ရတယ် PhD ကျောင်းသားတွေဆိုရင် dissertation တွေသုံးလို့ရမယ် research work concern เนาะ related research work မှာ dissertation တွေသုံးလို့ရမယ်ဟိုတလောကဒီလိုpublic hearing တစ်ခုထင်တယ်သွားတော့အဲ့မှာသူတို့ရှင်းလင်းလင်းကော်မတီကသူတို့ကသူပြောနေကြပါဗျာကျောင်းသားတွေတည်ပြုပေးနေ PhD ကျောင်းသားတွေဆိုလို့ရှိရင်အဲ့ related research work မှာ dissertation ရဲ့ research report တွေဒီကျောင်းမှာ research report တွေဆိုတာဒီ post doctorate တွေပေါ့ဗျာဆရာတွေရေးတဲ့ report တွေရဲ့ပြီးရင် research article တွေဒီလို review လုပ်ရမှာရှားဆိုရင်လုပ်လို့မရဘူး academic article တောင်တွေတော့လုပ်လို့မရအောင်เนาะဗျာအဲ့ဒါမှတ်ထားတော့ဗျာအနည်းဆုံး dissertation 3-4 အုပ်ရှိရမယ်4-5 အုပ်ရှိရမယ် research article တွေဖြစ်ရမယ် objective 1 2 3နဲ့သက်ဆိုင်တဲ့ article တွေ dissertation တွေဖြစ်ရမယ်ဆိုင်ရေးမှာပဲဆိုပြီးသွားမလုပ်နဲ့ဗျာအဲ့ဒါဟိုမရဘူးပေါ့ဗျာเนาะပထမတစ်ပိုင်းဖြစ်တဲ့ literature review ဒါမှမဟုတ် related concept and theory က publish လုပ်ထားတဲ့အရာမှန်တယ်ဗျာဒီလိုပါလေသုံးလို့ရတယ်ပေါ့ဗျာဒီလို concept နဲ့ theory ကိုက်တယ်ဖို့ပဲလို့လေအကုန်လုံးသုံးလို့ရတယ်အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီအပိုင်းဟိုဒီလိုဟိုဒီစာရွက်က MA ကျောင်းသားတွေထို့ပြင်IBSC MA ကျောင်းသားတွေလေ့လာမယ့်အပိုင်းပေါ့ဗျာเนาะအဲ့ဒါဆိုရင်ဒီအပိုင်းထားလိုက်ပေါ့ဗျာဒီမှာနောက်တစ်ခုဒီလိုတော့ဒီဟာလေးကြည့်အောင်ဗျာအဲ့တော့ဟိုစာ quantity ကတပည့်တော်တိတ်မပြောတော့ဘူးဗျာဥပ္ပစေတပြောတာပြည့်စုံတယ်ဆရာတော်ဦးသုံးမှလုတ်ပေးထားတဲ့အရာတွေလည်းတော်တော်ပြည့်စုံရှိနေဗျာသူဟို PowerPoint တွေ
သူနှုတ်ထုတ်ပေးထားတယ်တော်ကောင်းတယ်ပေါ့ဗျာဟုတ်ဒီ MBSC မှာတို့ qualitative research field research ပေါ့ဗျာအဲ့ဒီမှာ chapter 1ကမတူတော့ဘူးလောဆုံးရှိမှတွေ့တော့ဘယ်နှခုပဲရှိမှလဲဆိုရင်9ခုပဲပေါ့ဗျာနော်ဒါတော့မှပဲဒီ if and ကမရေးပါဘူးဗျာမပါဘူးနော် if and ကမပါဘူးအဲ့တော့ဒီမှာ check ဒီ 1.44 မှာကဒီလိုပွဲသွားပြီ 1.4.1 မှာsources of data ရှိမယ် key information ရှိမယ်နောက်တစ်ခါcontent ရှိမယ်အဲ့ဒီ content မှာတကယ်လို့ခုနပြောတဲ့ရေးကြည့်ရတော့ chapter objective 1 2 3တွေရေးတာတွေကို၄၅ကြောင်းစီရေးရမယ်အဲ့ဒါအဲ့ဒီဟာဒီတကယ်ဟိုဒီလိုတော့ chapter 4မှာအဲ့ဒီ objective တွေရေးတာဖြစ်ရမှာတော့ဗျာအဲ့တော့ဒီမှာနည်းနည်းလေး꿰မယ်ကျန်တာကdefinition or term လဲထုံလေး၎င်းပဲဒီခါတဲ့ကျောင်းသားဟောင်းတွေကတော့ဒီလိုကြားဘူးပြီးသားပေါ့ဗျာအစ်စ်တွေပါလို့ရှိရင်သူတို့မှားတတ်တဲ့အရာရှိတယ် definition ဆိုတာစောင်းထဲမှာသွားရှာမှာမဟုတ်ဘူးတော့ဗျာ definition ကလေ definition of term ကကိုယ်တိုင် researcher ကိုယ်တိုင် definition လုပ်ရမှာတော့ဗျာစောင်းထဲသွားမရှာနဲ့ဟိုကိုသူသေသနာမှာဒီစကလုံးကဘာကိုညှောဆိုတယ်ဆိုတော့ကိုယ်တိုင်ပဲပြောရမှာဗျာစောင်းထဲကဟာကိုပြောရတာမဟုတ်ဘူးတချို့ကအဲ့ဒါကိုသွားပြီးဖုလုပ်ပေးတဲ့စီးတယ်ဗျာမလုပ်မရှိဘူးတော့ဗျာ definition of term ကိုဖုလုပ်ပေးစရာဘယ်တော့မှမလိုအဲ့ဒါအသေးတာမှတ်ထားပြီတော့ definition of term ကိုဖုလုပ်သွားပေးရင်တော့ဒီကျောင်းသားပါပါဟိုနားမလည်သေးဘူးဖြစ်တော့တွေ့ဦးတယ်တော့ဗျာဒါတွေ့ဦးလို့ပြောနေတော့ဗျာ definition of term ကိုကိုယ့်အကူ definition လုပ်ပေါ့ဗျာဆိုပါစို့အရှုပ်တုတ်တန်တွေကိုUTB ရေးတယ်ဆိုပါစို့အရှုပ်တုတ်တန်တွေကမစ္စည်းမနိကေမှာလည်းရှိတယ်ဒီကနိကေမှာလည်းရှိတယ်သူကမဟာသတိပဋ္ဌာန်တုတ်ဆိုမစ္စည်းမနိကေမှာလည်းရှိတယ်ဒီကနိကေမှာလည်းရှိတယ်အကုန်လုံးကတကယ်တော့ပါပဲလေအကုန်လုံးကတူတယ်မဟုတ်လားစထမူအရာဆိုရင်တူတယ်အခြားမူအရာဆိုရင်ဓမ္မနုပဒနာမှာမတူဘူးပေါ့ဗျာနော်အဲ့လိုရှိတယ်အဲ့တော့တချို့တုတ်တန်တွေကနာမည်လဲတူတယ်ဒီကတခုစီမှာကွဲနေတယ်နည်းနည်းလေးလဲကွဲနေဆိုပါစို့အဲ့မှာကိုသုံးတဲ့တုတ်တန်ဒီrefers to ဘယ်နည်းကဘယ်တော့ကိုပြောပါတယ်ပြီးပြီရှေးဝီးလေးရိုင်းပြောကြမလို့လိုအပ်မှပြောပေါ့ဗျာဟိုအဲ့တော့ student ဟုတ်တယ်မလား dictionary သွားကြည့်ရင် student who learn ဘာညာလာပါလေအဲ့လိုမဟုတ်ဘူးဒီလိုသုံးတယ်ဆို student ဆိုတာထားပါတော့ဘယ်ရက်ကွက်က map လောက်ကចောင်းသားကိုပြောတာပါဆိုတာမျိုးပေါ့နော်ကိုသူတည်နာမှာကိုသုံးတဲ့အဓိပ္ပာယ်ကိုပဲပြောရမှာဗျာဒီလိုမှားတတ်တယ် definition of term ကိုရေးတဲ့အခါမှာ dictionary လမ်းနေရမလို့ကိုချမ်းထဲမှာဘာသုံးမယ်ဆိုတော့ကိုယ်တိုင်ပြောရမှာဖြစ်တယ်၄၅၆ခုရှိမှာပေါ့ဗျာအဲ့ဒီမှာဒီလို keywords တွေကိုပြောရမယ်ဟုတ်ပြီနော်ဗျာဒါဆိုလို့ရှိရင်expected benefit လည်းထုံးနေ၎င်းပဲပုံမှန်က objective 1 2 3ကိုခြေပြုတ်ပြီးတော့ expected benefit ရေးတာမဟုတ်လားဟုတ်တယ်နော်ဗျာဥရတာဟုတ်လားအခုတစ်ခုထပ်ပြောင်းပြန်ပြီဗျာဝန်သားစရာကြီးပြောင်းတယ်လေexpected benefit မှာဟုတ်တယ် objective 1 2 3အတွက်တပြီးတော့ရေးရမယ်ကို objective အတွက်ကို expected benefit ပြောတယ်ဒါပေမဲ့အဲ့ဒီသုံးခုလုံးကိုပေါင်းပြီးတော့ implementation ကမရှိလဲဆိုတာတစ်ခုထပ်တိုးခုပြောနေတယ်เนาะဗျာexpected benefit မှာဒီလိုသုံးခုတည်းရှိရမှာမဟုတ်ဘူး၄ခုရှိရမယ်နောက် number 4ကဘာလဲဆိုရင် new idea ပေါ့ဗျာဒီလိုရလိုက်တဲ့ new idea implementation ကဘာလဲဆိုတာပြောရမှာဗျာเนาะအဲ့ဒါကိုပဲ innovation လို့တခါသူတို့က innovation လို့သုံးတယ်ဗျာเนาะဒါတစ်ခုထပ်မှတ်ထားပါဗျာဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာ chapter 2သူတို့ IBSC ကျောင်းသားတွေဒီနေရာမှာသူတို့အရင်ရေးရတာမျက်စိလေတော့ဗျာခက်တယ်ပဲဆိုပါလို့ဒီမှာ related concepts theories and research was အဲ့ဒီမှာဒီမှာ concept ရှိမယ် theory ရှိမယ်မလားအဲ့တော့အားကြောင့် research culture ကိုဒီလိုသိရမယ်လို့ပြောတာအခြား
ဒီလိုလို AI မေးရင်ပဲဖြစ်ဖြစ်အခြားစာအုပ်တွေပဲမေးရင်ပဲဖြစ်ဖြစ်မျိုးမျိုးပြောလိမ့်မယ်ဗျာ concept ဆိုတာဘာ theory ဆိုတာဘာသူတို့မျိုးမျိုးပြောမှာဗျာညီတို့ပင်ပြောစီကမူဒီလိုလိုတက္ကသိုလ်ကဒီလိုလိုဌာနကဒီလိုလိုကျမ်းတွေကိုဖတ်မဲ့ဆရာတွေကဘာရေးခိုင်းတာလဲသိဖို့လိုတယ်ဗျာ know your audience know your audience ပဲဒီလိုလိုရဲ့ပရိသတ်ကဘယ်လိုလဲဆိုရင်ဒီလိုလိုရဲ့ပရိသတ်ကဘယ်လိုလဲဦးဇင်းတို့စာဖတ်မှာဘယ်လိုလဲဦးဇင်းတို့ supervisor ပဲဖတ်မှာဦးဇင်းတို့ supervisor ဖတ်လိုက်မယ်member တွေဖတ်လိုက်မယ်exam committee တွေဖတ်လိုက်မယ်အေးကြတယ်အဲ့လူတွေကတော့ဖတ်မှာကျန်တဲ့ဟာကတော့မသိဘူးပေါ့ဗျာအဲ့တော့သူတို့ရဲ့သွားနေကြလာနေကြပုံစံတွေကာချာတွေသိဖို့လိုတယ်အဲ့တော့ IBSC ကဘယ်လိုရေးလဲဆိုလို့ရှိရင်ဒီမှာ concept မှာဒီလိုဘာရေးလဲဆိုရင် Buddhism ကအရာတွေကို concept မှာရေးတယ်နော် Buddhism ကအရာတွေကို concept မှာရေးတယ် integration ဖြစ်တဲ့အတွက်ဒီလို social science နဲ့ integration ဖြစ်တဲ့အတွက်အဲဒီလိုဘာနဲ့ integrate လုပ်မှလဲဒီလိုရဲ့ Buddhist study Buddhist teaching တွေကိုဘာနဲ့ integrate လုပ်မှလဲတစ်ခုခု theory တစ်ခုခုရှိမှာပေါ့ဗျာ Buddhist study နဲ့ counseling နဲ့လား psychology လား philosophy လား modern education လားဒီလိုဆိုရင် education နဲ့ဆက်ဆက်မှာပေါ့Buddhist study Buddhist teaching တွေကို concept မှာရေးမယ် theory တွေကိုတခြား non Buddhism ကို theory ပိုင်းမှာရေးမယ်အဲ့ဒီမှာလည်းပဲဟိုတနေ့ကဘယ်ဆရာတော်အချိန်လုံးမသိဘူးကျောင်းသားတွေပြီးတော့ conceptual framework နဲ့ theoretical framework ပေါ့နော်ဒီမှာလာပြီဒီမှာ theory ပါတဲ့အတွက် Buddhist integration theory ဘယ်လိုလုပ်ပြီးသွားပြီလဲ integration theory လေcontemplative science တွေလားအများကြီးပြဒီလို integrate လုပ်နေရတယ်အဲ့ဒါကို integrate လုပ်တဲ့ theory တွေရှိပြီလားဘယ် theory ကိုအခြေခံပြီးတော့ဒီလို integrate လုပ်မှာလဲအဲ့ဒါဆိုရင် theoretical framework ကလိုလာပြီရှိပြီးသား theory တွေကိုအခြေခံပြီးတော့ဒီလိုတော့တစ်ခုပေါ့နော် theory တစ်ခုကိုအခြေခံပြီးတော့ပဲဒီလိုတော့ theory တစ်ခုထပ်ထုတ်တာပေါ့နော်ရှိရတာမရှိဘဲနဲ့ theory သွားထုတ်လို့ရတယ်ဆရာကြီးဆိုရင်တော့ဒီလိုပါလေရတယ်ကိုပြောလိုက်တဲ့စကားတိုင်းကဘာဖြစ်နေလဲ theory ဖြစ်နေမယ် flow ဖြစ်နေတယ်ဆိုရင်အဲ့လိုလူတွေဆိုတော့ဗာလေရတယ်ဗျာဒီလိုတော့အဲ့စင်မဟုတ်ဘူးဗာလေဟိုမသူတေနာပင်လေးရတာလေဗာလေလက်တလဲလူလေးလားလက်တလဲလူသိလားလက်တလဲလူဆိုလက်တန်းလောက်ငါလေလက်တလဲလူလက်တန်းလောက်မြင်ဘူးလားအဲ့လိုပေါ့ဗျာတရက်တစ်ချောင်းတစ်ခါတာတေဝါတပုတ်ဆန်းပေါ့ဗျာဒီလိုမှအကုန်လုံးဒီမှာအများကြီးတွေ့နေကြရတဲ့အတွက်အဲ့လိုဒီလိုတော့တကယ်သူသေနာတကယ်ကျောင်းသားပေါက်စားလေးတွေပဲတကယ်အဲ့တော့ဒီမှာ theory တစ်ခုတော့၎င်းနှစ်ခုတော့၎င်းရှိနေလိမ့်မယ်အဲ့ဒီ theory ကိုအခြေခံပြီးတော့ဒီလိုတော့ theory တစ်ခုထုတ်ပါတယ်အဲ့ဒါကြောင့် theoretical framework တော်၎င်းအဲ့ဒီ theory ကို integration theory ဘာဆိုတာကိုတိတိကျကျဒီမှာပြောရမယ်ဒီလိုဆိုရင် Bloom taxonomy ရဲ့ cognitive domain လောက်မယ်ဆိုရင်အဲ့ဒီ cognitive domain ဒီ theory တစ်ခုဖြစ်တယ်အဲ့ဒီ theory နဲ့ Sankey တုတ်က learning process နဲ့ integration လုပ်တဲ့အခါမှာဒီလိုကသူလုပ်လို့မရဘူးဒီလိုကပညာရှင်မဟုတ်တဲ့အတွက်ဒီလိုကသူလုပ်လို့မရဘူးအဲ့တော့ဒီလိုPhD program ရဲ့ director အာဂျန်ဆာလို့သူလုပ်ထားတဲ့ BI theory တို့ဒီ integration theory တွေအများကြီးအဲ့ဒီဟာကိုသုံးခုကိုအခြေခံပြီးတော့ဒီတော့ analytical mapping လုပ်မယ်ပြီးရင် Buddhist learning process တစ်ခုပေါ့နော် integrated learning process တစ်ခုလုပ်မယ်ဆိုပြီးအဲ့ဒီ theory တွေကိုချိတ်ပြပြီးတော့ဒီ theory ပိုင်းမှာရေးဖို့လိုတယ်ဗျာနော်ဟိုဒါ Buddhist study တွေနော်မာတွေကဒီမှာconcept ပိုင်းမှာတို့တော့ဗာရေးမလဲဆိုရင် Buddhist study က publish လုပ်ထားတဲ့အရာတွေတို့တို့တော့စင်ကေတုံးနဲ့ related ဒီ learning Buddhist learning တွေနဲ့ပတ်သက်တဲ့အရာတွေဆိုရင်ပြီးတော့အဲ့ဒီပိုင်းမှာအများကြီးရေးလိမ့်မယ်
သူ support ဖြစ်တဲ့ idea တွေအကုန်လုံးရေးမယ်စာအုပ်တွေပါမယ်တုတ်တန်တွေပါမယ်အထာဂရာတွေပါမယ်အကုန်ပါလို့ရပြီဒီ theory လည်းထုံးလေး၎င်းပဲဒီလိုသတိထားမိတော့ဒီ time ကရေးထားတဲ့ဘုန်းကြီးတစ်ပါးထင်ပါတယ်ဘုန်းကြီးတစ်ပါးရဲ့ကျမ်းရှိမယ်နောက်မရှိတစ်ပါးရဲ့ကျမ်းရှိမယ်ပြီးရင်ဒီလိုဒေါက်တာပြည့်ဖြိုးကျော်သိလားမသိဒေါက်တာပြည့်ဖြိုးကျော်လေသူရေးထားတဲ့တစ်ခုလည်းကောင်းတယ်ခင်ဗျဒီ traditional Buddhist မြန်မာအထူးသဖြင့်မြန်မာနိုင်ငံရဲ့ရိုးရာလေ့လာနည်းကဤစနစ်တွေနဲ့သင်ကြားတဲ့ pedagogy တွေဟာ long taxonomy ရဲ့ cognitive domain နဲ့အများကြီးဆက်ဆက်မှုရှိတယ်ဆိုတဲ့အကြောင်းသူ article တစ်ခုရေးထားရှိတယ်တော်ကောင်းနေပေါ့နော်အဲ့ဒီ article တွေဒီပြီးတော့သုံးပါမယ်သုံးပြီးတော့ဒီ theory မှာရှေ့က researcher တွေကဒီမှာလည်းတစ်ခုရှိတာပဲ chapter 2မှာအများကြီးရှောက်ရင်းနေတယ်တော့ဗျာအများကြီးချက်ရှောက်ရင်းလို့ chapter 2ဒီကို idea ပါလား chapter 2မှာကို idea ပါပြီလား chapter 2မှာကို idea ပါပြီလားဗျာပါဘူးဘုန်းကတော့မိလိုက်အတန်ရော့သွားပြီအပါသေးဘူးပေါ့ဗျာသုံးသက်ချက်တွေပြီးတော့ဗာလဲသွားပြီးတော့မထည့်တယ်ဟုတ်chapter 2မှာ previous research တွေအကုန်လုံးကိုဒီတော့ဒီဟာတွေပြောခဲ့မယ်ဒီ related research work မှာဒုနည်း၎င်းပဲဗျာအဲ့ပိုင်းမှာရေးရတာနည်းနည်းအရင်မခက်ဘူးဒီလိုပါရေးရမယ်အဲ့ဒီ research ခေါင်းစဉ်သို့မဟုတ် research ခေါင်းစဉ် article ခေါင်းစဉ်ကိုဒီတော့ရှင်းပြမယ်ပြီးလို့ရှိရင် research finding ကိုပြောမယ် related research work မှာလေ research finding ကိုဒီလိုပြောမယ် finding ကဘာဖြစ်ပါလဲ1 2 3ရှိမှာပေါ့ဗျာသူဘယ်လိုပဲဖြစ် finding ကဘာဖြစ်တယ်ပြောခဲ့မယ်အဲ့ဒီပြီးတဲ့အခါမှာဒီလိုတော့ conclusion ရေးရမယ်အဲ့ဒီရေးခဲ့တဲ့ research တွေမှာဒါတွေတွေ့ရှိပြီးတော့ဒီ finding တွေတွေ့တယ်ဒါပေမဲ့လို့ဒီမှာ research ကတွေ့ပြီလေဒါပေမဲ့လို့ဒီကိစ္စကိုမလုပ်သေးဘူးအဲ့လောက်ပဲပြောခဲ့မယ်အဲ့ဒီ research ကဒီမှာပါမယ်နော်ဗျာဒီမှာပါမယ်နော်ဗျာ 1.1 မှာတကယ်တော့ဗာလဲပါနေရမယ် research ကလည်းပါနေရမယ် review လည်းပါနေရမယ်နော်ဗျာဟိုတလို့ဒီတိုင်းပဲတကယ်တော့ exam defense မှာသွားနာထောင်တော့အဲ့တိုင်းပဲ defense လုပ်ပြီး research ကဘယ်မှာလဲဆရာတယောက်ကမေးအဲ့လိုဖြစ်မယ်နော်ဗျာ defense ရောက်နေ research ကရှာနေရတော့ဖြစ်နေမယ်နော်ဗျာအဲ့ဒီ research က research problem လည်းပြီးတော့ဗာလဲ research ကပဲ research finding ကလည်းပြီးတော့ဗာလဲresearch gap ပဲဗျာအခါလေး new finding ကဘယ်သွားချာတာလို့ဟုတ်တယ်မလားအဲ့ဒီ gap ကလေးတော့ပါပဲလေ new finding ပဲလေအဲ့ဒီ gap ကိုဒီလိုတော့ဖြည့်ပေးမှဖြစ်တဲ့အတွက်သူသိတော့ကွာဟာချက်လိုအပ်ချက်လေးကိုဒီလိုတော့ဖြည့်တာဖြစ်တဲ့အတွက်အဲ့ဒီအရာအတွက်လုပ်ခဲ့တဲ့အရာတွေဒီလိုတော့ပါလေ finding ပဲရမှာတော့ဗျာအဲ့တော့ဒီ chapter 2ရေးရတာအနည်းငယ်လေးရှုပ်ထွေးထွေးရှိတယ်အချို့ကျောင်းသားတွေကဒီ theory ဘိုင်းမှာအခုမရှိခဲ့ဘူးပေါ့ဆိုတော့psychology နဲ့ပတ်သက်ပြီးတော့ MBSR နဲ့တွဲရေးပါလားဟုတ်တယ်မလား mindfulness based stress reduction ဒီ stress တွေ short ချတဲ့နည်းတွေသုံးပါဆိုရင် integrate လုပ်မယ်အဲ့နည်းနဲ့သုံးပါလားဒါမှမဟုတ်လို့ရှိရင် CBT နဲ့လုပ်ပါလားစတဲ့ဟာတွေမရှိခဲ့ဘူးဆိုရင်ဒီဓမ္မချက်ရေးဖို့တစ်ခါခက်သွားပြန်တစ်ခုခု integrate လုပ်ဖို့တစ်ခုခုတော့ရှိနေမှာတော့ဗျာအဲ့လိုမရှိရင်လည်းရေးရတာဒီလိုခက်မယ်စာတွေအများကြီးကြိုဖတ်ပါဗျာconceptual framework လည်းထုံးလေး၎င်းမယ် conceptual framework ရေးပြီဆိုလို့ရှိရင် IPO model နဲ့ရေးပါရှင်းရှင်းလင်းလင်းတိတိကျကျပြောဖို့လိုတယ် process မှာတကယ်တော့ research methodology ပဲဒီလို data တွေဘယ်လိုယူတာလဲtest တွေရရှိမယ် interview တွေရမယ်အဲ့ဒါတွေကိုဒီလိုမလုပ်မှလည်း analyze လုပ်မယ် synthesize လုပ်မယ်အဲ့ဒါတွေလုပ်ပြီးရင် objective 3 output ထွက်လာမှာမလားเนาะအဲ့ဒါတွေကဒီလိုဟိုနောက်နေ့တွေလောက်ကြမှာတော့ဗျာဒါဒီ structure တွေကဘယ်လိုပြောလွတ်နေပါရနေကောင်းနေပါဗျာเนาะအကုန်လုံးရကြမလို့တော့ဗျာကိုယ်နဲ့ဆိုင်တာလေးပဲရေးမယ် chapter 3 2ပြီးတော့ဒီလိုအများကြီးမလုပ်အောင်ဗျာတော်တော်များများအတူတူပဲအတော်များများဒီလိုပါလေအတူတူပဲ research design ကိုရှင်းရှင်းလင်းလင်းရေးပါသူတို့က IBSC ကျောင်းသားတွေ research design ကို
ရှင်းရှင်းလင်းလင်းရေးပါအခဏခဏဒါလည်းပြဿနာအများအားတွေ့ရတယ်ဆရာတွေမေးတယ် main research ကဘာလဲ qualitative research ဟုတ်ပြီဘာလဲ documentary လား fieldwork study လားအဲ့လိုမပါဘူးတိကျမဟုတ် qualitative research ပဲရေးတာမဟုတ်ဘူး qualitative research ရေးတာဆိုရင်ခုနက interview တွေမလိုဘူး documentary research ကမလိုဘူးအားကြောင့်ဒီလိုတော့this research focus on တိုက်လို့ရေးလို့ရတယ်ဟိုက paraphrase ကဘလို့လို့ဒီ employ နဲ့သုံးလို့ရတယ် qualitative research with fieldwork studies သစားလိုက်တိတိကျကျရေးဖို့ဗျာနော်အဲ့ဒါမရေးကြဘူးဗျာဟိုခဏခဏတပြီးတော့သွားတိုင်းတွေ့နေတာပဲဟိုတပားမဟုတ်တပားပါနေတာပဲဒီလိုအချက်ကိုခဏခဏဆရာတွေပြောနေတာဘာလဲကိုတိတိကျကျရေးဖို့နော်အဲ့ဒီမှာဒီလိုတော့ဒီ interview တွေလုပ်ဖို့ဆိုလို့ရှိရင် OIC လား CDI လားပေါ့နော်ဒါလည်းရှိသေးတာပဲဒီလို CDI သုံးပါတယ်ပေါ့ဗျာဒီ IBS ရဲ့အကြောင်းသားတွေ CDI တင်ဖို့ဆိုရင်စောစောစီးစီးလုပ်ကြပါဗျာတပည့်တော်ဆိုရင်အဲ့ဒီ memorandum letter လေးရဖို့9ဘတ်တောင်ကြာတယ်ဗျာ9ဘတ်ကြာတယ်နော်အဲ့ letter ရပြီးဆရာတွေသွားပြီးတော့စစ်ဆေးခံနေတာခုတယောက်ကြံနေအရန်ကြာတယ်ဗျာနော်အဲ့ဒါစောစီးစီးလုပ်ကြပါဗျာဟုတ်ပြီဒီမှာ chapter 4ဒါလည်းလာပြီ chapter 4ကျတော့ဒီလိုတော့ objective 1 2 3တိုင်သွားမယ်နော်ဗျာ objective 1မှာဦးဇင်းတို့ဘာတွေတွေ့တာလဲ objective 2မှာဘာတွေတွေ့ခဲ့တာလဲ objective 3မှာဘာတွေတွေ့ခဲ့တာလဲအကုန်လုံးဒီလိုလို့ပြောမယ်အဲ့ဒီမှာ documentary ကရတဲ့ data တွေရှိမယ် fieldwork study ကရတဲ့ data တွေရှိမယ်အကုန်လုံးကိုဒီလိုလို့ပြောရမယ်အဲ့တော့ဒီမှာလည်း analysis qualitative analysis method တွေအများကြီးရှိတယ်အဲဒီလို thematic analysis ရှိမှာပဲ content analysis ရှိမယ် discourse analysis ရှိမယ်6ခုလောက်ရှိမှာပေါ့ဗျာအဲ့ဒီမှာအထူးသဖြင့်တော့ thematic analysis လုပ်ရမှာပေါ့ဒီလိုကဆိုပါစို့15ယောက်ကိုမေးမယ်ဆိုရင် same question ပဲလာတာမဟုတ်လားအဲ့တော့နော် same question ပဲမေးလိုက်မယ်ဟိုဒီရှေ့တန်းက15ပါးကိုပြီးတော့မေးမယ်ပေါ့နော်ဥက္ကိုရလည်းဒီမေကွန် same question ကိုဖြေမယ်ဟိုတော့ကလည်း same question ကိုဖြေမယ်ဒီတော့ကလည်းဖြေမယ်ဒါပေမဲ့အကုန်လုံးကမတူဘူးအဖြေတွေကကွဲနေတယ်တူလို့လည်းမရဘူးတူရင်လည်းမဟုတ်သေးဘူးပဲမတူပါဘူးတူလည်းမတူပါဘူးမတူဘူးပေါ့ဗျာဥက္ကိုရင်တစ်မျိုးဖြေလိုက်မယ်ဒီဘက်ကတစ်ပါးတစ်မျိုးဖြေလိုက်မယ်သို့တော့အဲ့ဒီမေကွန် number 1 objective 1ဆိုလည်း1ပေါ့ဗျာ2ဆိုလည်း2ပေါ့သူနဲ့ပတ်သက်တဲ့မေကွန်ကိုဖြေတဲ့အထဲမှာ theme တွေတူတဲ့ theme တွေရှိတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီ15ယောက်ကို content analysis thematic analysis လုပ်လိုက်တဲ့အခါမှာဒီကိစ္စကိုတနည်းကဘယ်လောက်ဖြေထားတယ်ပေါ့ဗျာဒီ chapter 4မှာဒီလိုပြောရလိမ့်မယ်အဲ့ဒါတွေပေါ့chapter 4မှာdiscourse analysis တွေရှိမယ် narrative analysis တွေအများကြီးပေါ့ဗျာဒီလိုဖတ်တဲ့စာတွေအကုန်လုံးကို analysis လုပ်တဲ့အခါမှာအဲ့ဒါတွေသုံးရမယ်အဲ့ဒီမှာအဓိကဒီမှာ new knowledge from the research ဒီလိုဘာရခဲ့ခုန research gap ပေါ့ဗျာ research gap နဲ့ပတ်သက်ပြီးတော့ဒီမှာဘာရခဲ့တာလဲပြောရမယ်အများကြီးရေးအောင်ဗျာဒါအများကြီးရမလို့အဲ့တော့အဲ့ဒါကို innovation ပေါ့ဗျာဒါ research innovation ပေါ့ဒီမှာ conclusion လုပ်တဲ့အခါလဲထိုနည်း၎င်းပဲ conclusion ရေးတဲ့အခါမှာရှေ့က chapter 2မှာရေးခဲ့တဲ့ဟာတွေပြန်ပြီးတော့ချိတ်ဆက်ပြီးတော့ပြန်ရေးရတာเนาะဗျာနောက်ပိုင်းဒီလိုကြောင်းရင်အဲ့ဒါတွေပြောဦးမယ်ခုနဒီကျူအာကုတ်လေးဖတ်တော့ဗျာကျူအာကုတ်လေးဖတ်ပြီးတော့အဲ့ဒီကအားတွေသူ့ရတော့ Buddhist study အကြောင်းသားတွေအတွက် data တွေတော့အများကြီးထည့်ပေးထားတယ်အခြားအကြောင်းသားတွေလည်းထိုနည်း၎င်းပဲရှေ့ကကျမ်းတွေပြီးတော့ထည့်ပေးထားတယ်ဘာလို့လဲဆိုရင်ကြည့်လို့ရအောင်လို့ဗျာအဲ့တော့ကျူအာကုတ်လေးဖတ်ပါအဲ့ဒီမှာ data တွေအများကြီးပြီးတော့ထည့်ပေးထားတယ်အချို့အင်္ဂါတွေအဲ့ထဲမှာလောက်ရမှာပေါ့ဗျာနော်ဒီမှာ quantitative research ကပြီးတော့အများကြီးမပြောတော့ဘူးသူလည်းဒီ chapter ခွဲတာတွေအတူတူပဲဗျာ chapter 1 chapter 3လို့တူမှာပေါ့ဗျာတော်တော်များများ chapter 4လည်းတိုင်းမကွဲဘူး chapter 2ပဲကွဲလိမ့်မယ်အဲ့တော့ဘယ်ခန်းမှာဘာတွေပါတယ်ဆိုတော့ structure ကိုပြီးတော့သိရမယ်ကိုလုပ်မဲ့ research ကဘာလဲတိတိကျကျသိရမယ်လူငယ် IBS ကျောင်းသားတွေ MA ကျောင်းသားတွေဆိုရင် qualitative
documentary research ကိုလုပ်ပါတယ်သို့တော့တချို့ကျောင်းသားတွေ miss method နဲ့လုပ်ထားတာရှိရောဗျာခုပြီးတော့ဥမန္တလဆိုရင်ဒီလို miss method နဲ့ဒီ field study နဲ့လုပ်တာပေါ့ဗျာတချို့ပဲရှိတယ်ဗျာအများစုက documentary research ပဲဘာလို့လဲဆိုရင်ကြာမှာစိုးလို့နော်ပြီးတော့လောက်ရတာတွေအများကြီးပဲလှုပ်ရှုပ်တယ်ကိုကြီးပဲမပြီးဘူးခုနလိုစာရွက်တွေတောင်းရတယ်ဆရာတွေစီမစစ်ခံရတယ်အသွားမေးရတယ်စတာတွေအများကြီးအဲ့တော့ MA ကျောင်းသားတွေအဲ့လိုကြာမှာဆိုလို့သူတို့က documentary research ပဲလုပ်ခိုင်းတယ် PhD ကျောင်းသားတွေကျတော့ documentary research ကိုခွင့်မပြုတာများတယ်ဗျာခွင့်မပြုတော့ဘူးပေါ့ဗျာအရင်တော့ကတော့ကျန်းတွေကိုသွားကြည့်ရင်တော့တွေ့လိမ့်မယ်ဒါပေမဲ့နောက်ပိုင်းကျန်းတွေမှာခွင့်မပြုတော့ဘူးအဲ့တော့social science တခုခုနဲ့ integrate လုပ်ဖို့ဒီလိုစာတွေဖတ်တာပါရန်ခက်တာကြီးလည်းသွားမလုံးနဲ့ပေါ့ဗျာမပြီးပဲဖြစ်နေတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီလိုဒီနေ့သင်တာက introduction ဒီလိုလုပ်တယ်ဒီတက်တော်ရဲ့သုံးတဲ့ research culture ကိုဒီလိုပြောပြတယ်ပြီးရင်ဒီ structure တွေကိုပြောပြတယ်အဲ့မှာ structure တွေကကိုယ်နဲ့ပတ်သက်တဲ့ပိုင်းလေးကို download လုပ်ပြီးတော့ဒီလိုနားလည်အောင်ကြည့်ထားပါဗျာနားလည်ဖို့ဆိုရတဲ့မှတ်မိအောင်ကြည့်ထားပါဗျာ chapter 2မှာပါတယ် chapter 3မှာပါတယ်စသဖြင့်ကြည့်ထားပါဗျာဟုတ်ပြီဒါဆိုရင်တော့ဒီလိုဒီနေ့ဒီလောက်ပဲတော်ကြရအောင်မိကုံမေးစရာရှိလားတခုဒီလိုမှားလိုက်အောင်ဒီလိုတော့ laptop တွေမှာ Zotero ဆိုတဲ့ software မသွင်းရသေးရင်ဒီလိုသွင်းတာတော့ဗျာဒီလိုကြော်ညာပို့လေးထဲမှာဓာတ်ပုံလေးပါတယ်လေကြော်ညာ post ထဲမှာဓာတ်ပုံလေးပါတယ်ဆက်ပုံစံလေးနဲ့အဲ့ကောင်လေးကို download လုပ်ထားမယ်အဲ့ဒါကအရေးကြီးတယ်ဗျာဒီလိုဒါရေးနေတဲ့ကျောင်းသားတွေဆိုရင်တွေ့လိမ့်မယ်ဒီစာတန်းလေးကောင်းတယ်ကွာဆိုဖတ်လိုက်ဒီ download လေးပါလေးလုပ်ရင်လုပ်မှာပေါ့ဗျာနည်းနည်းကြာသွားတော့じゃဘယ်နာသိမ့်လိုက်မှမသိဘူးခေါ်လားအဘယ်ရှားမှမသိဘူးဟေးအဲ့ဒီစာကြိုက်လို့ရှားမယ်ဆိုသွားရှာမတွေ့ဘူးဘာလို့လဲဆိုရင်အဲ့ဒါဒီ laptop ထဲမှာတေးချာမသိမ့်ခဲ့လို့တော့၎င်းအခုဒီလိုအဲ့လိုပဲပေးစီလို့သိမ့်လိုက်လို့ပေါ့ဗျာနော်အဲ့ဒီ Zotero နဲ့သုံးလို့ရှိရင်ဒီလိုစာရန်ဖတ်တဲ့အတိုင်းတန်းစစ်ခဲ့လို့ရှိရင်အဲ့ဒီစာတန်းလေးဒီစစ်တွေ website အကုန်လုံးပေါ့ဗျာတခါတည်းသူကမှတ်ပေးထားတယ်မှတ်ပေးထားလိုရရင်သုံးလိုက်ရုံပဲအခုရှိတာဒီလိုဒီ citation က style ကလေခုနကချီကာဂိုလို့ပြောလိုက်ရင်လည်းလွယ်သားဗျာသူကတန်းလို့ဆိုဒီလိုသိပ်တင်းစရာတော့မလိုဘူးအဲ့လိုမဟုတ်တော့ကြတော့ဒီလိုတချို့လောက်ရတာလေးရှိတယ်ချီကာဂိုကဒီလို P တွေမသုံးဘူးလေဆိုတော့ page number ပြောတော့မယ်ဆိုရင် P 45စလိုက်မသုံးဘူးရ45ဒါပေမဲ့ဒီလိုတော့ဒီလိုတော့ MC ကပါလေသုံးပြန်ရောအဲ့ဒီ P ကနေရာတိုင်းပါတာလားဆိုတော့မဟုတ်ပြန်ဘူးဒီလိုပါလေပါဠိတော်တွေဆိုရင်အဲ့ဒါသုံးရမလို့ပါဠိတော်ဆိုရင် P တွေပါထည့်စရာမလို့ article တွေဆိုရင်စာမျက်နှာနံပါတ်တွေရေးတယ် P ဒီလိုပါလေထည့်ပြန်ဘူးအဲ့လိုပါဗျာဆူလေးရှိတာလေပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ဒီလိုတော့အဲ့ software လေးသွင်းထားပါဗျာအဲ့ software လေးသွင်းထားပါအခြားမေးရရှိလာတယ်ဟိုတော့ inches ဒီနေ့မစားသေးတော့သူတို့မသိသေးဘူး inches နဲ့ centimeter နဲ့ကျော်နေတဲ့ဟာရှိသေးလားဗျဒါ recording stop လိုက်